ကျွန်တော်ကသူ့ကိုမျက်မျက်နှုံးနှုံးနဲ့ချစ်မိခဲ့တာပါကျွန်တော်ရဲ့စိတ်အာရုံတွေကိုအပြတ်ဖြတ်ပစ်ချင်လို့ပဲသူဟာငွေဖြူမျိုးနွယ်စုရဲ့တခင်လေးနဲ့ရေစက်ပင်အောက်မှာတတွဲတွဲရှိနေတဲ့မြင်ကွင်းကိုကျွန်တော်ကိုတမင်တက်တက်မြင်အောင်ပြခဲ့တယ်သူတို့နှစ်ယောက်အချစ်တွေနှက်ဆိုင်နေကြတဲ့အချိန်မှာတော့မှကျွန်တော်ကိုမဖြစ်နိုင်တဲ့စိတ်ကူးတွေကိုရိုက်သိမ်းထားဖို့တတိပေးဖို့သူမမေ့ခဲ့ဘူးသူဖြစ်စေချင်တဲ့အတိုင်းပါပဲအဲ့ဒီချိန်မှာကျွန်တော်တန်ရောစင်တွေအားလုံးကိုဖျက်တောက်ပြီးလောကသုံးပါးကိုကယ်တင်ဖို့အတွက်နှလုံးသားမဲ့ကျင့်စဉ်ကိုကျင့်ကြံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်တနေ့မှာတော့ကျွန်တော်နတ်မင်းကြီးရဲ့ရှေ့တော်မှောက်မှာဒူးထောက်ပြီးသတင်းပို့လိုက်တယ်နတ်မင်းကြီးစာတနတ်ဆိုးကမိစ္ဆာအပေါင်းကိုဖမ်းဆီးပြီးသူတို့ရဲ့အနန္တတိုင်းစမဲ့တဲ့နာကြီးချက်ရန်ညိုးတွေနဲ့မိစ္ဆာဖမ်းဆီးရင်ကိုဖွင့်လှစ်ပြီးလောကသုံးပါးကိုဒုက္ခပေးဖို့ကြံစည်နေပါတယ်ဒါကိုတားဆီးဖို့နည်းလမ်းရှိပါသလားဖေဟာတယောက်ယောက်ကတန်ရောစင်အချစ်တွေကိုအပြက်ဖြက်နှလုံးသားမဲ့လမ်းစဉ်ကိုကျင့်ကြံပြီးမိမိကိုယ်ကိုစနစ်တကျပိတ်လောင်ပြီးလောကသားတွေကိုကယ်တင်မှပဲရမယ်တဲ့နတ်မင်းကြီးနောက်ထပ်စကားမဆိုရသေးခင်မှာပဲကျွန်တော်ကဥညွတ်ပြီးရှောက်တင်လိုက်တယ်ကျွန်တော်မျိုးအဲ့ဒီလူဖြစ်ပါရစေဖေဟာချန်ချီအန်မင်းရဲ့ခမဲတော်နဲ့မေတော်တို့ဟာနတ်မိစ္ဆာစစ်ပွဲတုန်းကအသက်ပေးသွားခဲ့ကြတာအခုဆိုနဂါးမျိုးနွယ်စုမှာမင်းတယောက်ပဲကျန်တော့တာမို့မင်းကိုမစေလွတ်နိုင်ဘူးပြီးတော့ရှီအောင်နဲ့မင်းကလည်းသဘောတူမှာမဟုတ်ဘူးရှီအောင်ဆိုတဲ့နာမည်ကိုကြားလိုက်ရတော့ကျွန်တော်လက်တီကိုတင်းတင်းဆုပ်မိသွားတယ်ရှီအောင်နဲ့မင်းရဲ့မူလတရံကကိုမီဝိညာဉ်မြေခွေးဖြစ်ပြီးကျွန်တော်ရဲ့မိဘတွေနဲ့ရင်ဘတ်ချင်းအပ်တဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာထိုစဉ်ကနတ်မိစ္ဆာစစ်ပွဲအတွင်းမှာကျွန်တော်မိဘတွေနဲ့မျိုးနွယ်စုဝင်တွေအားလုံးတေးကြီးပျက်စီးခဲ့ကြပြီးတမျိုးနွယ်လုံးမှာမွေးကင်းစာကျွန်တော်တယောက်ပဲကြံ့ရစ်ခဲ့တယ်ရှီအောင်ကကျွန်တော်ကိုနတ်ပြည်ကိုခေါ်ဆောင်လာပြီးပြုစုပြောင်းထောင်ပေးခဲ့လို့ကျွန်တော်ကသူ့ကိုအန်တီလေးလို့ခေါ်ခဲ့ရတာပါရာစုနှစ်ချီပြီးနေညမပြတ်အတူတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေကသူ့ပေါ်ထားတဲ့ကျွန်တော်ရဲ့အချစ်တွေကိုထိန်းချုပ်မရအောင်ဖြစ်စေခဲ့တာပေါ်တာကိုတွေးမိတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကပိုပြီးပြတ်သားသွားခဲ့တယ်ကျွန်တော်မှဘယ်သူမှမရှိတော့လို့ပဲနှလုံးသားမဲ့ကျင့်စဉ်ကိုကျင့်ကြံဖို့အသင့်တော်ဆုံးဖြစ်တာပေါ့ရှီအောင်နှမင်းကတော့အမြဲတမ်းအများကျိုးကိုပဲရှေ့တန်းတင်တက်သူမှုလောကသုံးပါးငြိမ်းချမ်းဖို့အတွက်ဆိုရင်သူလုံးဝကန့်ကွက်မှာမဟုတ်ပါဘူးနတ်မင်းကြီးကတပ်ပြင်းရှည်ကြီးချလိုက်ပြီးမင်းရဲ့ဆုံးဖြတ်ချက်ကမပြင်းနိုင်အောင်ပြတ်သားနေမှာတော့ငါကိုတော့သဘောတူယုံပေါ့နောက်ရက်ကျရင်ကျန်းရွှေတောင်ထိပ်မှာမင်းအတွက်နှလုံးသားမဲ့လမ်းစဉ်ကိုဖွင့်လှစ်ပေးမယ်ပြန်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်ချေတော့လို့မိန့်ကြားခဲ့တယ်မှန်လားပါဖေလို့ကျွန်တော်လေးလေးနက်နက်ရှောက်တင်ပြီးလင်းရှောင်းလန်းဆောင်ကနေထွက်ခဲ့တယ်ဆိုင်အိမ်ကိုပြန်ရောက်ယုံရှိသေးရှီအောင်ပြန်ရောက်လာခဲ့တယ်သူ့ဘေးမှာတော့နတ်သက်ကြွေလူမတက်ချုံမောတဲ့နတ်သားတစ်ပါးပါလာတယ်သူကတော့ရှီအောင်ရဲ့ဆူလျာရစ်ပတ်မဲ့သူငွေဖြူမျိုးနွယ်စုရဲ့တခင်လေးပိုင်းရန်ပါပဲသူကရှီအောင်ရဲ့လက်မောင်းကိုတဘာဝကြကြပဲဖက်တွဲထားရင်းနဲ့နတ်ပြည်ရဲ့တရက်ကလူပြည်ရဲ့တစ်နှစ်ဆိုတော့ကျွန်တော်တို့လူပြည်မှာတစ်နှစ်လောက်လဲပတ်ခဲ့ရတာတကယ်ပဲပင်ပန်းလာပြီးနာကျင်ပြီးအာယောင်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်ရဲ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်လုံးသားတစ်ခုလုံးစူးနဲ့ဆွတ်တယ်လို့နာကျင်မိရပြန်တယ်အဲ့ဒီလိုနှွေးထွေးတဲ့အပြုံးမျိုးကတစ်ချိန်ကကျွန်တော်တယောက်တည်းအတွက်ပဲဖြစ်ခဲ့ဘူးလားလေဒါပေမဲ့အားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကလေးကလုံးဝပြီးဆုံးသွားခဲ့ပါပြီအဲ့ဒီတုန်းကသူကျွန်တော်ကိုပထမဆုံးအကြိမ်ဖြစ်မိုးကြိုးဖြစ်တယ်လို့ဒေါသတကြီးနဲ့ငေါငန်းခဲ့တာချန်ချီအန်မင်းဘာရီလျှောက်ပြောနေလဲသိရလားငါကမင်းထက်အသက်1000ကြီးတဲ့မင်းရဲ့လူကြီးမိပါပဲကျွန်တော်တို့ကမျိုးနွယ်စုလဲမတူတွေးလဲမတော်ပဲနဲ့ဘယ်လိုလုပ်လူကြီးမိပါဖြစ်မှာလဲတကယ်လို့အန်တီလေးကျွန်တော်ကိုမချစ်ဘူးဆိုရင်ဘာလို့ကျွန်တော်ပေါ်အဲ့ဒီလောက်ထိကောင်းပေးခဲ့တာလဲအဲ့ဒီနောက်ပိုင်းကစလို့သူကျွန်တော်ကိုပြစ်ထားခဲ့တော့တာပဲလွန်ခဲ့တဲ့10ရက်ကပိုင်းရန်ကိုစိုင်းစီခေါ်လာပြီးပိုင်းရန်နဲ့လက်ထပ်တော့မှမို့သူ့ကိုဦးလေးလေးလို့ခေါ်ရမယ်လို့ပြောတဲ့အထိပေါ့ကျွန်တော်သဘောမတူခဲ့ဘူးအဲ့ဒီညကပဲကျွန်တော်ခန္ဓာကိုယ်ထဲမှာရှီအောင်ရဲ့ခံစားချက်တွေကိုအတိုင်းသားအာယုံရနေခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း300ကမိစ္ဆာတွေကိုနှိမ်နှင်းရင်းကျွန်တော်ဒဏ်ရာရတော့ကရှီအောင်ကဒဏ်ရာကုသပေးရင်ကျွန်တော်တို့နှစ်ယောက်ရဲ့ဝိညာဉ်အစိပ်ပိုင်းတစ်ခုစီဟာတယောက်နဲ့တယောက်စီစီးဝင်သွားခဲ့ကြတယ်အဲ့ဒီအချိန်ကစလို့ကျွန်တော်တို့ဟာအာယုံချင်းဆက်နွယ်နေပြီးတယောက်ရဲ့စိတ်ကိုတယောက်ကသိနေခဲ့ကြတာသူဒဏ်ရာရရင်ကျွန်တော်အရင်ဆုံးသိတယ်အဲ့ဒီညကရှီအောင်ရဲ့တန်ရောစင်စိတ်တွေနှိုးကြွနေတာကိုသူပိုင်ရန်နဲ့ဘာတွေလုပ်နေလဲဆိုတာကိုကျွန်တော်ထပ်ပိုသိတဲ့သူမရှိခဲ့ဘူးအဲ့ဒီခိုက်တက်မှာပဲကျွန်တော်နှလုံးသားဟာလုံးဝတေးဆုံးသွားခဲ့ရပါတယ်တွေးလက်စတွေကိုရိုက်သိမ်းပြီးခါတိမှုတွေကိုပဲမျိုးသိမ့်လိုက်ရတယ်ကျွန်တော်အကြည့်ကိုလွှဲလိုက်ပြီးရေဆက်ပင်အောက်မှာရဲရင်းနဲ့အသက်တရကလေးကခါမှာအမြဲချိတ်ဆွဲထားခဲ့တဲ့လင်းယူကြောက်စိမ့်ဆွဲပြားလေးကိုဖြုတ်လိုက်တယ်အဲ့ဒါကရှီအောင်ကျွန်တော်ကိုပထမဆုံးပေးခဲ့တဲ့လက်ဆောင်ပါဒီရေဆက်ပင်ဟာလည်းကျွန်တော်သဘောကျလုံးလို့ဆိုပြီးသူကိုယ်တိုင်ခြံထဲကိုတမင်ရွှေ့ပြောင်းစိုက်ပျိုးပေးခဲ့တာဒီအပေအောက်မှာပဲကျွန်တော်နှလုံးသားထဲကအချစ်တွေကိုဖွင့်ဟပူခဲ့ပေမဲ့အဆုံးသတ်မှာတော့ဒါတွေဟာတစ်ဖက်သက်စိတ်ကူးယဉ်မှုတွေပဲဖြစ်ခဲ့ရတယ်ကျွန်တော်အဲ့ဒီရေစက်ပင်ကိုကြည့်ပြီးလက်တစ်ဖက်ကိုဝေ့ရမ်းလိုက်တော့အပင်ပေါ်ကပန်းပွင့်တွေအားလုံးဟာတခဏချင်းမှတင်ကြွေကြပျက်စီးသွားခဲ့ပါပြီမဖြစ်တဲ့တန်ရောစင်တွေကိုဒီလိုပဲဖျက်တောက်လိုက်ရမှာပဲပန်းတွေလည်းကျန်နေဖို့မလိုတော့ဘူးနောက်ထပ်3ရက်နေလို့နှလုံးသားမဲ့ကျင့်စဉ်နဲ့ဝင်သွားပြီဆိုရင်တော့အတိတ်ကလှပခဲ့မှုတဲ့အမတ်တရားတွေအားလုံးဟာကျွန်တော်ကိုဘယ်လိုခံစားချက်မျိုးမှပေးစွမ်းနိုင်တော့မှာမဟုတ်တော့ပါဘူးကျွန်တော်မြောက်ပင်လယ်ကိုသွားခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း400ကရှီအောင်ကကျွန်တော်လူချင်းတာမှန်သမျှအားလုံးဖြည့်ဆည်းပေးမယ်လို့ဒီနေရာမှာဂရုပေးခဲ့ဘူးတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ကျွန်တော်ဘယ်တော့မှမပိုင်ဆိုင်နိုင်ခဲ့တဲ့တူးရဲသောသူဖြစ်ခဲ့ရတာပေါ့မြင်ကွင်းတွေကတော့ပြောင်းလဲမသွားပေမဲ့အမတ်တရားထဲကလူမျိုးခန့်ညားလှပမနေတော့ဘူးကျွန်တော်ကိုလွန်တောင်နဲ့ပန်းပေါင်းစုံချိုင်ဝမ်းစီသွားခဲ့တယ်ကိုလွန်တောင်မှာရှီအောင်ကကျွန်တော်ကိုတိုင်းကွက်တွေတင်ပေးခဲ့ပြီးပန်းပေါင်းစုံချိုင်ဝမ်းမှာတော့တောင်ပေါ်ကပန်းတွေအားလုံးကိုကျွန်တော်တယောက်တည်းအတွက်ပဲပွင့်စေခဲ့ဘူးတယ်ဒါပေမဲ့ဒီပန်းတွေဟာလည်းဟိုးအရင်ကပန်းတွေမဟုတ်တော့ပါဘူးပန်းတွေကြားထဲမှာငင်ငင်လေးရဲ့ရင်တက်ပြင်းအရှိကြီးချမိတယ်နောက်ဆုံးကြံနေတဲ့အမတ်တရားလေးတောင်မှမရှိတော့ဘူးပဲမျက်ရည်စတွေကိုအတင်းတုပ်ပစ်ပြီးပန်းချိုင်ဝမ်းကနေထွက်လာခဲ့တယ်နှင်းပွင့်တွေကြားထဲမှာတညလုံးရှောက်သွားရင်ဆိုင်အိမ်ကိုပြန်ရောက်တော့ရှီအောင်နဲ့ပိုင်ရန်တို့လည်းပစ္စည်းအများကြီးနဲ့ပြန်ရောက်လာကြတဲ့အိမ်ထဲဝင်ချင်းပဲပိုင်ရန်ကကျွန်တော်ကိုလှမ်းခေါ်တဲ့ချီအန်မင်းအတွက်လူပြည်ကနေလက်ဆောင်တွေအများကြီးဝယ်လာတယ်ကျွန်တော်ပစ္စည်းတွေကိုကြည့်ပြီးခေါင်းခါညှင်းလိုက်တယ်ကျေးဇူးတင်ပါတယ်မလိုပါဘူးဒါပေမဲ့ပိုင်ရန်ကမကြားချင်အောင်ဆောင်ပြီးရွှေကြီးထိုးထားတဲ့အနီရောင်ဝေးရုံကိုကျွန်တော်ကိုပေါ်ခြုံပေးဖို့လုပ်တယ်အနီရောင်ထဲစကိုမြင်လိုက်ရတော့သွေးရဲရဲတွေလိုကျွန်တော်မျက်လုံးကိုဆွဲထင်သွားပြီးအသွေးသားတွေနဲ့လဲသွားခဲ့ရတဲ့ခမဲတော်မေတော်နဲ့မျိုးနွယ်စုဝင်တွေကိုချက်ချင်းတတိယမိပြီးရင်ထဲမှာအလိုလိုခံပြင်းစိတ်တွေတိုးဝေလာတာကြောင့်ဝေးရုံကိုအတင်းပဲတွန်းဖယ်ပစ်လိုက်မိတဲ့ရှီအောင်ကဒါကိုမြင်တော့မျက်နှာကချက်ချင်းတင်းမာသွားပြီးယဉ်ကျေးမှုမရှိလိုက်တာပိုင်ရန်ကမင်းကိုစေတနာနဲ့ပေးတာကိုဘယ်လိုတောင်ညင်းရရတာလဲ
နှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့အေးဆက်လာတဲ့စကလုံးတွေကြောင့်ကျွန်တော်အသက်ရှူရတာတောင်ကြက်ခဲလာရတယ်စိတ်မရှိပါနဲ့ကျွန်တော်တကယ်ပဲမလိုချင်လို့ပါလို့ပြောပြီးမရမကပြေးထွက်လာခဲ့တယ်ဒါပေမဲ့ခြေလန်းနေငယ်ပဲလှမ်းရသေးခင်မှာပဲရှီအောင်ကနောက်ကနေလိုက်လာပြီးမျက်မှောင်ကုန်ရင်ပြောတယ်မင်းပိုင်ရန်ကိုအခုထိသဘောမကျသေးဘူးလားနောက်ဆိုငါတို့တွေကမိသားစုတစ်ခုတည်းဖြစ်သွားကြတော့မှဆိုတာမင်းနားလဲစေချင်တယ်အဲ့ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူးအဲ့ဒီနောက်သူ့ရဲ့လက်ညှိုးဖျားကနေနီမြန်းတဲ့အလင်းတန်းတစ်ခုဖြာထွက်သွားတာမို့ငုံကြည့်လိုက်တော့ရှီအောင်ရဲ့ညာဘက်လက်သူကျွဲမှာအနီရောင်ကျိုးလေးတစ်ချောင်းပတ်ထားတာကိုတွေ့လိုက်ရတယ်နက်ပြည်မှာတော့လက်ထက်တော်မဲ့သူနှစ်ယောက်ဟာဒီလိုအနီရောင်ကျိုးလေးတွေကိုချီနှောင်လေးရှိကြတာလေရှီအောင်ပိုင်ရန်နဲ့လက်ထက်လိုက်မယ်ဆိုတာကြိုတွေးထားဘူးပေမဲ့ဒီလောက်အထိမြန်လိုက်မယ်လို့တော့မထင်ထားခဲ့ဘူးဂုံယူပါတယ်အန်တီလေးရှီအောင်ကအင်းလိုပဲတစ်ချက်ထူပြီးအနီရောင်ဝေးယုံကိုကျွန်တော်လက်ထဲအတင်းထည့်ပေးတယ်ငါနဲ့ပိုင်ရန်လက်ထက်တဲနေကြရင်မင်းဒီဝေးယုံကိုဝေးရမယ်သူကျွန်တော်ကိုညှင်းဆန်ခွင့်တောင်မပေးဘဲလှည့်ထွက်သွားခဲ့တယ်ရင်ထဲမှာတကယ်ပဲခါတိနာကျင်ရပါတယ်ဟိုးအရင်ကရှီအောင်ဟာကျွန်တော်ရဲ့ဆန္ဒကိုအမြဲတမ်းတမိုးထားပေးခဲ့တာလေကျွန်တော်မလုပ်ချင်တဲ့အရာမှန်သမျှကိုသူဘယ်တော့မှအတင်းအကျပ်မလုပ်ခိုင်းခဲ့ဘူးအခုတော့သူ့ကိုကျွန်တော်မမှတ်မိတော့တယ်လို့ပဲရှီအောင်ကပိုင်ရန်နာကိုပြန်သွားပြီးသူတို့နှစ်ယောက်ရဲ့ကြည်နူးစရာစကားတန်တွေကအဝေးကနေပြန့်လွင့်လာတဲ့အာယောင်မင်းကလည်းချီအန်းပေါ်ဘာလို့အဲ့ဒီလောက်စိမ့်ကားနေရတာလဲသူ့ကိုမနစ်သက်လို့လားဟုတ်တယ်ဆိုတဲ့ရှီအောင်ရဲ့အတန်ကအတိုင်းသားကြားလိုက်ရပြီးအဲ့ဒီစကားတခွန်းတွေကပဲကျွန်တော်နှလုံးသားကိုကြောက်တုံးကြီးနဲ့ထုလိုက်တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်လက်ထဲကအနီရောင်ဝေးရုံကိုတင်းတင်းဆုပ်ကိုင်းရင်ဘဲဘက်ရင်ဘက်ကိုလက်နဲ့ဖိထားမိတယ်ပြီးတော့ငေးမိုင်နေတဲ့မျက်ဝန်းတွေနဲ့တိုးတိုးလေးရေရုပ်မိတာကအန်တီလေးစိတ်ချပါအန်တီလေးမနစ်သက်တဲ့ဒီဝင်ထုတ်ဝင်ပိုးကြီးကမနှက်ဖြန်ကြရင်အလိုလိုထွက်ခွာသွားပေးမှမို့လို့ပါအိတ်ဆောင်ကိုပြန်ရောက်တော့ကျွန်တော်တော်တော်လေးဝေခွဲမရဖြစ်နေမိပေမဲ့နောက်ဆုံးတော့ရှီအောင်ကိုတေးသေးချာချာပဲနှုတ်ဆက်ဖို့ဆုံးဖြတ်လိုက်တယ်သူ့ကိုပေးစရာလက်ဆောင်တစ်ခုရှိသေးတယ်လေဒါကလည်းဒီနှစ်တွေတခြားကျွန်တော်မိဘတွေကိုစားဆောက်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ပါဒါပေမဲ့တစ်သားလေးကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာဘာမှမရှိပဲဗလာဖြစ်နေခဲ့တဲ့မူလကဒီအထဲမှာကျွန်တော်တို့ငကားမျိုးနွယ်စုရဲ့ယတနာဖြစ်တဲ့လင်းလုံကြောက်စိမ့်ရှိနေရမှာဒီကြောက်စိမ့်ကိုစင်မြန်းထားရင်မိမိရဲ့ကြင်ကြံမှုစွမ်းအားတွေကိုပိုပြီးတန့်စင်စေပြီးအဆင့်တန်းကိုအများကြီးတိုးတက်စေတာပါအဲ့ဒါကကျွန်တော်အတွက်အဖိုးတန်ဆုံးအရာဖြစ်ုံတင်မကပဲခမဲတော်နဲ့မေတော်တို့ခြံထားရခဲ့တဲ့တခုလေးတော့အမတ်တရလက်ကျန်လေးလည်းဖြစ်တယ်ဒါပေမဲ့အခုတော့လင်းလုံကြောက်စိမ့်ကပျောက်ဆုံးသွားခဲ့ပြီးတစ်တာတဲကနေရှီအောင်ရဲ့အငွေးသက်တွေကိုအာယုံရလိုက်တာမို့ကျွန်တော်နှလုံးသားတစ်ခုလုံးအေးဆက်သွားခဲ့ရတယ်တစ်တာလေးကိုကင်ပြီးအပြင်ကိုထွက်လာခဲ့တော့ခြံထဲမှာပိုင်ရန်ကိုမတွေ့ရပဲရှီအောင်တယောက်တည်းရှိနေတဲ့တစ်တာကိုမြင်လိုက်တာနဲ့ရှီအောင်ကကျွန်တော်ဘာအတွက်လာလဲဆိုတာချက်ချင်းသဘောပေါက်ပြီးပုံပွင့်လင်းလင်းပဲဝန်ခံခဲ့တယ်လွန်ခဲ့တဲ့ရက်ပိုင်းကပိုင်ရန်ကြည်ကြံစင်မှာအခက်ခဲနဲ့ကြုံလို့ငါလင်းလုံကြောက်စိမ့်ကိုယူပြီးသူ့ကိုစုပ်ယူခိုင်းလိုက်တာအဲ့ဒီနေ့ကမင်းမရှိတာနဲ့နောက်တော့လဲမင်းကိုပြောဖို့မေးသွားတာပါအခုတော့ငါမင်းကိုအကျွေးတင်သွားပြီးပေါ့မင်းပါရော်ကြီးပဲလိုချင်တောင်းဆိုနိုင်ပါတယ်သူ့ရဲ့ပေါ့ပပြောလိုက်တဲ့စကားတွေကိုကြားရတော့ကျွန်တော်နှလုံးသားတစ်ခုလုံး6နှစ်ထဲကိုပြုတ်ကျသွားခဲ့ရတယ်လင်းလုံကြောက်စိမ့်ဆိုတာစင်မြန်းယုံတင်ပဲလုပ်ရတာကိုသူကပိုင်ရန်ရဲ့ခန္ဓာကိုယ်ရဲ့အထိစုပ်ယူပွားများခိုင်းလိုက်တယ်လားကျွန်တော်တုံရင်နေတဲ့အတန်နဲ့မေးလိုက်မိတယ်အန်တီလေးဒီလေးလုံကြောက်စိမ့်ကကျွန်တော်ရဲ့ခမဲတော်နဲ့မေတော်တို့ရဲ့အမွေနှစ်ဆိုတာအန်တီလေးသိရလားရှီအောင်ကခေါင်းညိတ်ပြီးသိတာပေါ့ဒါကြောင့်မင်းပါရော်ကြီးပဲလိုချင်တာကူသာအာမနာရန်ပြောပါလို့ပြန်ပြောခဲ့လိုက်တယ်သူမကခက်အေးပဲကြည့်နေတော့ကျွန်တော်လည်းနှက်ခမ်းတောင်ကိုမတိမတာကွေးလိုက်ပြီးမလိုပါဘူးဒါကိုမူလကတည်းကအန်တီကိုပေးဖို့စိတ်ကူးထားတာပါအန်တီလေးကျွန်တော်မှာတောင်းဆိုချက်တစ်ခုပဲရှိပါတယ်ဒီနေ့ကကျွန်တော်မွေးနေ့မှုဒီညတော့ကျွန်တော်နဲ့အတူဖြတ်တန်းပေးလို့ရမလားခင်ဗျာလို့ပြောလိုက်တယ်ချန်ချီအန်မင်းကိုငါတတိပေးလိုက်မယ်နောက်ထပ်စိတ်ကူးရင်မနေနဲ့တော့ကျွန်တော်နှက်ခမ်းကိုဖိကိုက်ပြီးမရှိပါဘူးတကယ်မရှိပါဘူးလို့အာမခံပါတယ်ကျွန်တော်တေးသေးချာချာလေးနှုတ်ဆက်ချင်ုံတက်ပါလို့ပြန်ပြောလိုက်မိတယ်ရှီအောင်ကကျွန်တော်ကိုစိုက်ကြည့်နေပြီးဘာကြောင့်ရဲမသိနောက်တစ်ချိန်ညင်းပယ်ဖို့စကားမထွက်နိုင်ခဲ့ဘူးခိတ္တတိတ်ဆိတ်သွားပြီးမှသူမကခက်ဆက်ဆက်လေးတန်နဲ့တီးပြီးကောင်းပြီလေညကြရင်ဒီမှာပဲတွေ့ကြတာပေါ့လို့ပြောပြီးထွက်သွားတယ်သူမထွက်သွားပြီးနောက်ကျွန်တော်ဟင်းတွေကိုစတင်ပြင်ဆင်ပြီးစပွဲပေါ်တင်ထားလိုက်တဲ့အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားရင်မကြခင်မှာပဲမှောင်လာခဲ့ပြီးရှီအောင်ကကျွန်တော်နဲ့အတူရှိနေရမှာကိုဘလောက်တောင်မုန်းတီးတယ်လဲဆိုတာသိနေတော့သူမရောက်လာလိမ့်မယ်လို့မမျှော်လင့်ရဲခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ဒီကနေထွက်ခွာသွားဖို့10နာရီပဲလိုပါတော့တယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေခြေတံကြားရလို့လှည့်ကြည့်လိုက်တော့ရှီအောင်နဲ့ပိုင်ရန်တို့အတူတူရှောက်လာကြတာကိုတွေ့လိုက်ရတယ်ချီအန်ပိုင်ရန်ကမင်းရဲ့ဦးလေးလေးမင်းမွေးနေ့ကိုအတူတူဆင်းနွှဲပေးဖို့သူ့ကိုခေါ်လာတာမင်းမှာဘာသဘောထားမှမရှိဘူးမလားကျွန်တော်ရင်ထဲကနေကိုလှောင်ပြုံးလိုက်မိတယ်ရှီအောင်ကကျွန်တော်ပေါ်စိတ်မချသေးဘူးဆိုတာသိလိုက်ရပြီးကျွန်တော်နဲ့နှစ်ယောက်တည်းရှိနေရင်တခုခုလုပ်လိုက်မယ်လို့ထင်နေလို့ပိုင်ရန်ကိုခေါ်လာတာပဲဒါဟာကာကွယ်တာတွေမကပဲသတိပေးလိုက်တာလည်းဖြစ်တယ်ရင်ထဲမှာလှိုက်တက်လာတဲ့ခါတိမှုကိုဖိသိရင်အတင်းအပြုံးတစ်ခုလုပ်ယူကကျေးဇူးတင်ပါတယ်အန်တီလေးဦးလေးလည်းကျေးဇူးပါပဲလို့ပြောလိုက်တဲ့ခွက်ထဲကအရက်ကိုတောက်ချလိုက်ပြီးနောက်ကျွန်တော်နှုတ်ခမ်းတွေတောင်းတင်းသွားပြီးဘလို့မှထပ်မပြုံးနိုင်တော့ဘူးအခြေအနေကတိတ်ဆိတ်အေးဆက်သွားတဲ့အချိန်မှာပဲ6ကက်ငိမ့်တက်နေတဲ့ညကောင်းကင်ရံမှာရုတ်တရက်မီရှူမီပန်းတွေပောက်ကွဲတက်သွားပြီး3ယောက်သားရဲ့အကြည့်တွေကအဲ့ဒီစီရောက်သွားကြတယ်ရှီအောင်ကဒါကိုမြင်တော့မျက်မှောင်ကုပ်ပြီးချန်ချီအန်မင်းဒါဘာလုပ်တာလဲလို့မေးတယ်ကျွန်တော်လက်ကိုမြှောက်ပြီးအမောင်တူလွှမ်းနေတဲ့ကောင်းကင်ရံမှာပျော်ရွှင်အေးချမ်းပါစေသာဆိုတဲ့စာလုံးတွေကိုရေးထွင်းလိုက်တယ်ပြီးမှရှီအောင်ဖက်လှည့်ကြည့်ပြီးခက်ဖွားဖွားလေးပြုံးပြလိုက်ကအန်တီလေးအန်တီတို့ဇနီးမောင်နဲ့အမြဲတဟဇာတဖြစ်ပြီးဘဝဆက်တိုင်းမခွဲမခွာပဲပေါင်းဖက်နိုင်ပါစေကျွန်တော်ရင်ထဲကနေအမှန်တကယ်ဆူတောင်းပေးပါတယ်လို့ပြောလိုက်တဲ့ရှီအောင်ရဲ့ရင်ခုန်တန်တွေမြန်လာပြီးမတက်မတာဖြစ်မှုတွေတကူလုံးလွှမ်းမိုးသွားတယ်သူမမျက်နှာပြတ်သွားပြီးကျွန်တော်ကိုဆွဲခေါ်ကခြံထဲကအချစ်တစ်ပင်အောက်ကိုရောက်သွားတယ်တစ်ပင်တစ်ပင်လုံးကပန်းတွေအကုန်ကျွေကြကုန်တာကိုသူမသတိတောင်မထားမိရှာဘူးမင်းတကယ်ပဲဘာလုပ်ချင်နေတာလဲလို့သူမကမေးတယ်ကျွန်တော်သူမကိုငြိမ်ငြိမ်လေးစိုက်ကြည့်ရင်တိတိကျကျနှုတ်ဆက်ချင်ုံတင်ပါလို့စိတ်ထဲကပဲပြန်ဖြေလိုက်တယ်ကျွန်တော်တွေးထားတာနဲ့မတူပေမဲ့နှစ်ပေါင်းရာနဲ့ချီတဲ့တန်ရောစင်တွေလည်းဒီမှာတင်လုံးဝပြီးဆုံးသွားပါပြီအန်တီလေးအန်တီကျွန်တော်ကိုမွေးနေ့ဆူတောင်းမပေးရသေးဘူးနော်ရှီအောင်ကကျွန်တော်ကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ပြီးငါပြောပြီးပြီလေ
တောင်းဆိုချက်တွေအများကြီးမလုံးနဲ့တော့ငါလက်ထက်တော့မှမင်းလည်းအရွယ်ရောက်ပြီဆိုတော့ကြင်ကြံဖို့တယောက်ရှာတင်ပြီလို့ပြောပြီးလှည့်ထွက်သွားတယ်ကျွန်တော်သူမရဲ့ကြောပြင်ကိုငြိမ်ငြိမ်လေးငေးကြည့်ရင်လေတန်တိုးတိုးနဲ့မလိုတော့ပါဘူးဒီညပြီးရင်ကျွန်တော်နှလုံးသားမဲ့လမ်းစဉ်နဲ့ဝင်တော့မှတန်ရောစင်တွေဖြတ်တောက်ပြီးလော်ကီပူတွေကိုနောက်ထပ်မပတ်သက်တော့ဘူးရှိအောင်နဲ့ဖျားမကြည့်နောက်ဘဝတစ်လျှောက်လုံးစုံစည်းခွင့်မရှိပါစေနဲ့တော့လို့ရေရွတ်လိုက်တဲ့10နှစ်နာရီကြာပြီးနောက်ကျွန်တော်ကိုရွှေတောင်ထိပ်မှာရက်နေခဲ့တဲ့ကောင်းကင်ရံကနေပထမဆုံးနေအောင်ကြီးဖြာကျလာတဲ့အချိန်မှာပဲကောင်းကင်ဘရင်ထန်းကျွန်းရဲ့ပုံရိပ်ပေါ်လာတဲ့ထန်းကျွန်းရဲ့ခန်းညားထဲဝါတဲ့အတန်ထွက်ပေါ်လာတဲ့ချန်ချီအန်ငါမင်းအတွက်နှလုံးသားမဲ့လမ်းစဉ်ကိုဖွင့်ပေးတော့မယ်မင်းအစင်သင့်ဖြစ်ပြီလားအစင်သင့်ဖြစ်ပါပြီစကားပင်မဆုံးသေးခင်ကောင်းကင်ကနေရွှေရောင်အလင်းနဲ့တစ်ခုဖြာကျလာပြီးကိုရွှေတောင်ထိပ်မှာကြီးမားတဲ့အစီရင်တစ်ခုဖြစ်ပေါ်လာတယ်အစီရင်ထဲဝင်လိုက်တာနဲ့ဝူကျင်နောက်ကိုစတင်ကျင့်ကြံရတော့မှဖြစ်တယ်ကျွန်တော်ငြိမ်ငြိမ်လေးကြည့်နေပြီးမှလက်ကိုမြောက်ကဘာမှတွေဝေမနေပဲကိုရင်ဘက်ထဲလက်နဲ့နှိုက်ပြီးရှိအောင်ရဲ့ဝိညာဉ်အစအနတစုကိုဆွဲထုတ်လိုက်တယ်ခန္ဓာကိုယ်တစ်ခုလုံးစုပ်ပြတ်သွားတယ်လို့ပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးမျက်နှာတစ်ခုလုံးဖြူလျှော်ကလက်ကိုဖြန့်ပြီးအဲ့ဒီဝိညာဉ်စက်ကိုသွားတော့သူ့နေရာသူပြန်သွားပါတော့ရှိအောင်ရဲ့ဝိညာဉ်စက်ကအဝေးကိုပြန်တန်းသွားပြီးသူမရဲ့ခန္ဓာကိုယ်လည်းပြန်ဝင်သွားတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ရဲ့ဝိညာဉ်စက်ကိုလည်းအတင်းအကျပ်ပြန်ခေါ်ယူလိုက်တဲ့အတွက်ကျွန်တော်နဲ့ရှိအောင်တို့အကြားဆက်နွယ်မှုတွေအားလုံးပြတ်တောက်သွားပြီးမကြခင်မှာပဲကျွန်တော်ဝိညာဉ်စက်ကအဝေးကနေကိုယ်ခန္ဓာကိုယ်လည်းပြန်ရောက်လာတဲ့အခြားတစ်ဖက်မှာတော့ရှိအောင်ဟာရှမ်းလင်နန်းတော်ရဲ့ခြံထဲမှာရက်နေရင်ပထမဦးဆုံးအနေနဲ့သူမခန္ဓာကိုယ်တွေကကျွန်တော်ရဲ့ဝိညာဉ်စက်ကနေပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရတယ်သူမမျက်နှာဖြူဖြောသွားပြီးဘာမှသတိမထားမိခင်မှာပဲအဲ့ဒီဝိညာဉ်စာဟာခန္ဓာကိုယ်ထဲကနေအတင်းအကျပ်ဆွဲထုတ်ခံလိုက်ရတာကိုအထင်ရှားခံစားလိုက်ရတယ်သူမသွေးတလုံးအန်ထုတ်လိုက်ပြီးကျွန်တော်ရဲ့ဝိညာဉ်စာထွက်ခွာသွားတာကိုမယုံကြည်နိုင်တော့အောင်ငေးကြည့်နေခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘာကူမှလှည့်မကြည့်တော့ပဲနှလုံးသားမဲ့ကျင့်စဉ်အစီရင်တွေကိုပြက်ပြက်သားသားလှမ်းဝင်လိုက်ပြီးယခုမှစပြီးတန်ရောစင်တွေဖြတ်တောက်ကလောကသားတွေအတွက်ပဲငါဘဝကိုပေးဆက်တော်မယ်ပြင်းထန်တဲ့လေမုန်တိုင်းတွေကြားတဲ့ကျွန်တော်ခြေလန်းလိုက်တဲ့အခါမြင်သမျှနေရာတိုင်းက6သွေးစိတ်တုံးနေတဲ့6ကမ်းပါကြီးတွေဖြစ်နေတဲ့တိုက်ခတ်နေတဲ့လေပြင်းတွေကဓာတ်သွားတွေလိုပဲကျွန်တော်မျက်နှာကိုရဲရဲဆက်ဆက်ဖြတ်တိုက်သွားပြီးဆူဆူရှာရှာနာကျင်မှုကိုပေးတယ်ကျွန်တော်ကကောင်းကင်ဘုံရဲ့စစ်နက်ဖျားတစ်ပါးအနေနဲ့နှစ်ပေါင်းများစွာနတ်ဖျားနဲ့မိစ္ဆာတွေရဲ့စစ်မြေပြင်မှာကျင်လည်ခဲ့တာပါအဲ့ဒီနေရာကလက်ပြက်ချီပြက်အလောင်းတွေနဲ့ပြည့်နေနေပြီးတွေးချောင်းစီးခဲ့တဲ့နေရာမှုအဲ့ဒါကအထီးကျန်စောက်တရားမဲချင်းရဲ့အထုထိတ်လို့ထင်ခဲ့တာဒါပေမဲ့နှလုံးသားမဲချင်းစင်နဲ့ရှင်လိုက်ရင်တော့အဝေးကြီးလိုပါသေးတယ်စစ်မြေပြင်ကရက်ဆက်ကြမ်းကြုတ်မှုနဲ့ပိုတူပြီးဒီနေရာကတော့6ကက်စိတ်သုံးမှုကဆိုတဲ့စကလုံးနဲ့ပိုကိုက်ညီတယ်ဒီနေရာမှာတဝုံဝုံတိုက်ခတ်နေတဲ့လေပြင်းတန်နဲ့ကျွန်တော်အတန်ကလွဲလို့တခြားပါတမ်းမှမရှိဘူးတလောကလုံးမှာကျွန်တော်တယောက်တည်းပဲရှိနေတယ်လို့မျိုးမျောကြည့်လိုက်ရင်မြေပြင်တစ်ခုလုံးမှာအယိုးစုတွေပဲရှိတယ်နတ်မိတ်ဆာတွေနတ်ဖျားတွေတရဝါတွေရဲ့အယိုးစုတွေအပြင်လေတိုက်လို့ဆွေးမြေ့ပျက်စီးနေပြီးပုံတံမပေါ်တော့တဲ့တရဝါကြီးတွေရဲ့အယိုးတွေဟာမမချပဲမမရက်နေတဲ့စစ်တီတော်တွေလိုစိုက်ထူနေကြတယ်ဒါဟာရှေးဟောင်းစစ်မြေပြင်တစ်ခုဖြစ်ပြီးတက်ရှိများစွာဒီနေရာမှာတည်ဆုံပြီးမြေကြီးအဖြစ်ပြောင်းလဲသွားခဲ့ကြတာနေရာအနှံ့မှာတဲကန်နာရတွေပဲရှိပြီးလေတိုက်တဲ့အခါတဲဝဲပြက်လေးတွေဖြစ်ပေါ်နေတယ်ကျွန်တော်အချိန်မဖြုံးပဲလေပြင်းဆုံးတိုက်ခတ်တဲ့နေရာကိုရှာပြီးထိုင်ကကျင့်ကြံခြင်းကိုစတင်လိုက်တယ်3ရက်ကြာသွားပြီမဲ့ဘာမှထူးခြားမလာဘူးကျွန်တော်စိတ်ထဲမှာနှလုံးသားမဲ့ကျင့်စဉ်ကျင့်ကြံနေဆိုတာတကယ်တော့အထီးကျန်မှုကိုကျင့်ကြံလာလားဆိုပြီးတန်တရားဝင်မိတယ်အဲ့ဒီနောက်ထပ်နှစ်ရက်ကုန်လွန်သွားတော့မှတခုခုမှားယွင်းနေတာကိုသတိထားမိလာတယ်ဒီနေရာရဲ့အချိန်စီးဆင်းမှုကမြန်ဆန်လာပြီးတဲမုံတွေနဲ့လေဓာတ်သွားတွေကကျွန်တော်ခန္ဓာကိုယ်ကိုပုံမမြန်ဆန်ပြင်းထန်စွာဖျက်တိုက်လာတယ်ပို့ပြီးတော့လည်းထက်မြက်တဲ့ဓာတ်တလက်လိုဖြစ်လာပြီးကျွန်တော်ရဲ့ဝိညာဉ်စွမ်းအားကိုဝါမျိုးကိုစူးစမ်းနေတယ်လို့ပဲဒါကြောင့်ကျွန်တော်လည်းကိုယ်ခန္ဓာကိုယ်ကိုဝိညာဉ်စွမ်းအားနဲ့ကာကွယ်ထားရတော့တယ်ဒီလိုနဲ့9ရက်မြောက်နေ့မှာတော့ကြင်ကြံခြင်းနဲ့လေဓာတ်သွားတွေကိုခုခံခြင်းကြကမျှခြေတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့တယ်ဒီအချိန်မှာကျွန်တော်ကလေဓာတ်သွားတွေကြောင့်စုပ်ပြတ်တက်ပြီးတနာစရာဖြစ်နေပေမဲ့စိတ်သက်ကတော့အပြည့်ရှိနေပြီးမျက်ဝန်းတွေကရွှေရောင်လင်းတွေတောက်ပနေတယ်ဒါပေမဲ့မကြခင်မှာပဲမြေပြင်ကရုတ်တရက်တုန်ခါသွားပြီးအလင်းနဲ့တစ်ခုဖြာထွက်လာကရုတ်တရက်ပေါ်လာတဲ့အစီရင်ကကျွန်တော်ကိုလွှမ်းခြုံသွားပြီးမျက်တောင်ခတ်အတွင်းမှာပဲအဲ့ဒီနေရာကနေပျောက်ကွယ်သွားခဲ့တယ်ပြန်ပြီးမျက်လုံးဖွင့်လိုက်တဲ့အခါကျွန်တော်ဟာရှေ့လက်ညှိုးတောင်မမြင်ရတော့အောင်မှောင်မဲနေတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပြီးကျွန်တော်ကိုစိတ်မသက်မသာဖြစ်စေတာကတော့ကိုယ်မှာဝိညာဉ်စွမ်းအားလုံးဝမရှိတော့တာကိုသိလိုက်ရတာပါပဲစွမ်းအားကိုအဓိကအားကိုးပြီးတိုက်ခိုက်ရတဲ့ကျင့်ကြံသူတယောက်အတွက်တော့အခုကျွန်တော်အခြေအနေကသွားနှုတ်ထားတဲ့ကြားတကောင်လိုဖြစ်နေပြီးကျွန်တော်စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးအခြေအနေကဒီလိုဖြစ်လာမှတော့အဆင်ပြေတယ်လို့ပဲရှေ့ဆက်ရတော့မယ်လို့တွေးလိုက်တယ်တခုတည်းသောအလင်းရောင်ရှိရာစီကိုဥတီပြီးရှောက်သွားခဲ့ပေမဲ့အလင်းရောင်ရဲ့အဆုံးမှာပန်းမျိုးမျိုးပွင့်လန်းနေတဲ့တောင်ကုန်းတစ်ခုဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူးဒီလိုနေရာမျိုးမှာရုတ်တရက်အခုလိုလှပတဲ့နေရာပေါ်လာတာဟာပုံမှန်မဟုတ်ဘူးဆိုတာသိနေလို့စိတ်ကိုလုံးဝမလျှော့ရဲခဲ့ပါဘူးအသားလေးရှေ့တိုးကြည့်လိုက်တော့တည့်ရွက်မှုအိမ်လေးတစ်လုံးကိုတွေ့ရတဲ့အနားကိုတိုးသွားကြည့်တော့လူနေထိုင်တဲ့လက္ခဏာတွေတွေ့ရတဲ့တစ်သားတကားကကျွေးခနဲပွင့်လာပြီးဖြူဖုံးပြီးတွေ့ရတဲ့လက်တစ်ဖက်ကတကားကိုတွန်းဖွအင်္ဂါထွက်လာတယ်အိမ်ရှင်ရဲ့ရုပ်ရည်ကတဖြည်းဖြည်းပေါ်လာခဲ့ပြီးကျွန်တော်သတိနဲ့စောင့်ကြည့်နေမိတယ်ထွက်လာတဲ့သူကအသားဖြူဖြူနှာတန်ပေါ်ပေါ်နှာခမ်းပါးပါးနဲ့ချုံမောလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအထူးသဖြင့်ညှို့တက်ပြေးဝနေတဲ့မျက်ဝန်းတွေကကြည့်လိုက်ရင်ရင်ခုန်စရာကောင်းတော့အောင်ဆွဲဆောင်မှုရှိလာတယ်မင်းကဘသူလဲဒီကိုဘာလာလောက်တာလဲအဲ့ဒီအမျိုးသမီးကမေးတယ်ကျွန်တော်ကပြန်မဖြေပဲမင်းကဘသူလဲလို့ပြန်မေးလိုက်တယ်အမျိုးသမီးကအေးလူလူပဲခြံထဲကကလတ်ထိုင်မှာသွားထိုင်ပြီးမင်းဒီကိုရောက်လာကြတဲ့ကနှလုံးသားမဲ့ကျင့်စဉ်ကိုကျင့်ကြံဖို့လာတာနေမှာပါအဲ့ဒီလိုတွက်ကြည့်ရင်ငါကမင်းရဲ့စီနီယာလို့ပြောလို့ရတာပေါ့မင်းထက်အနှစ်1000လောက်စောရောက်နေတာလို့ပြောတယ်အနှစ်1000ဆိုရင်ရှိအောင်နဲ့အသက်ချင်းတိတ်မကွာတော့ဘူးဘာလို့အခုထိကျင့်ကြံနေတော့ပါလဲကျွန်တော်သူမကိုကြည့်ပြီးမင်းအသက်လည်းမငယ်တော့ဘူးပဲအခုထိဒီမှာပဲတရားကျင့်နေတော့လားလို့မေးလိုက်တယ်ကျင့်ကြံဖို့လေမင်းဒါကိုနားမလည်သေးဘူးပဲငါကျင့်တာကနှလုံးသားမဲ့ကျင့်စဉ်လေးလူတွေနဲ့လည်းမပတ်သက်ချင်ဘူးဒီမှာကကျင့်ကြံလို့လည်းရတယ်နှောက်ယှက်မဲ့သူလည်းမရှိဘူးဆိုတော့ဘာလို့မနေရမှာလဲငါကတရားသဘောကိုပေါက်သွားလို့ဒီမှာပဲအခြေချနေထိုင်လိုက်တာကျွန်တော်ပြန်တွေးကြည့်တော့ तू မပြောတာတကယ်ပဲအကျိုးအကြောင်းရှိနေတယ်ကျွန်တော်အတွက်အန္တရာယ်မရှိသေးတော့ဒီမျိုးသမီးဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေကိုလိုက်တူးဆွားဖို့စိတ်မဝင်စားပါဘူးကျွန်တော်လက်အုပ်ချီနှုတ်ဆက်ပြီးစီနီယာဒါဘလို့နေရလဲဘာစီးမြင့်တွေရှိလဲဆိုတာပြောပြပေးလို့ရမလားလို့မေးလိုက်တယ်ငါစီကစကားနိုင်နေတာလား
ရပါတယ်မင်းကိုပြောပြလဲဘာမှမဖြစ်ပါဘူးဘာပဲဖြစ်လူတိုင်းမှာကိုယ်ပိုင်လမ်းစဉ်ရှိကြတာပဲမင်းဒီမှာတေးသေးချာချာကျင့်ကြံအားထုတ်ပါတရက်မှာညံလင်းပွင့်ပြီးနားလည်သွားရင်မင်းရဲ့လမ်းစဉ်အောင်မြင်ပြီးပေါ့ပြီးတော့စီနီယာနဲ့လာမခေါ်နဲ့ကြီးသွားတယ်လို့ခံရခက်လို့ငါနာမည်ကပင်နံနဲ့သူမကကျွန်တော်ကိုစားနောက်နေမှန်းရိပ်မိလိုက်တယ်ကျွန်တော်လည်းစကားအများကြီးမပြောတော့ပဲကူတစ်ခုကိုရှာပြီးတန်ရှင်းရေးလုပ်ကနေလိုက်တယ်တောင်ပေါ်မှာကျင့်ကြံနေထိုင်ရင်အချိန်တွေဘလောက်ကုန်သွားမှန်းတောင်မသိတော့ဘူးနေတိုင်းကျင့်ကြံလိုက်ပင်နံနဲ့စကားနိုင်လူလိုက်ပြီးရင်ဆက်ကျင့်ကြံလိုက်နေပဲအချိန်ကုန်ခဲ့တဲ့ကောင်းကင်ဘုံရဲ့တူးလေးသောစစ်နက်ဖျားဟာအခုတော့ကျင့်ကြံရုံတင်မကပဲဝမ်းရည်အတွက်အမဲပါလိုက်နေရပြီးအချိန်ကြာလာတာနဲ့အမျှစကားတွေအများကြီးပြောဖြစ်ရင်ကျွန်တော်တို့ကြားမှာတန်ရောစင်အတင်းတင်းရှိလာခဲ့တယ်ဒီလိုနဲ့တနေ့မှာတော့ရုတ်တရက်မြေပြင်တစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါသွားပြီးတောင်ကြီးပြိုမတက်ဖြစ်သွားတယ်ကျွန်တော်ကျင့်ကြံနေတဲ့နေရာကလည်းတုန်ခါသွားလို့ဘာဖြစ်တာလဲလို့မေးတော့ပင်နံကခေါင်းခါပြီးငါလည်းမသိဘူးတွားကြည့်လိုက်အောင်မယ်လို့ပြောတဲ့အခြားတစ်ဖက်မှာတော့ရှီအောင်ဟာကျွန်တော်ဝူချင်းတောက်ထဲဝင်သွားပြီဆိုတာသိလိုက်ရတဲ့အခါအကြီးကျယ်နောက်တရသွားခဲ့တယ်သူမကပိုင်ရန်ကိုရှမ်းလင်နန်းတော်ထဲကနေမောင်းထုတ်လိုက်ပြီးနင်းနင်းညံ့ညံ့ကွေးရွှီတောင်ထိပ်မှာမနာတန်းကိုကျွေးရင်းချီအန်းငါမှားသွားပါတယ်မင်းကိုအတင်းထွက်သွားခိုင်းမိတာငါအမှားပါမင်းကိုစိတ်တန်ရတွေအများကြီးပေးခဲ့မိတယ်ပြန်လာပါတော့လို့တွတ်အော်ဟစ်ခေါ်နေပါတော့တယ်အဲ့ဒီနောက်ရှီအောင်ကကောင်းကင်ဘုံတခင်စီသွားပြီးနှလုံးသားမဲ့လမ်းစဉ်ရဲ့ဖြက်လန်းကိုဖွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ညှင်းပယ်ခံခဲ့ရတဲ့ဒါကြောင့်သူဟာကွီရွှေတောင်ထိပ်မှာနေတိုင်းကျွန်တော်တို့ထွက်လာမဲ့ရက်ကိုပဲမျောလင်းတကြီးစောင့်ဆိုင်နေခဲ့ရတာပေါ့သူဆိုအတင်းဝင်ဖို့စူးစမ်းခဲ့ဘူးပေမဲ့ဒီနှလုံးသားမဲ့လမ်းစဉ်ဆိုတာကရှေးဟောင်းစစ်တပ်မြေပြင်ဖြစ်ပြီးမရေမတွက်နိုင်တဲ့အယိုးစုတွေနဲ့စွန့်စားသူတွေရဲ့ဝိညာဉ်တွေမြုပ်နှံထားတဲ့နေရာဖြစ်နေတယ်အဲ့ဒီထဲမှာကြာရှုံးသွားတဲ့တကိုးရှင်ကြီးတွေခြံထားခဲ့တဲ့ရန်မျိုးတွေလည်းရှိနေတာမို့လို့တကယ်လို့အတင်းအဓမ္မဖြက်စီးပြီးဝင်မယ်ဆိုရင်ဖြစ်လာမယ့်အကြောင်းကြီးကသုံးလောကလုံးကိုကမောက်ကမဖြစ်ပြီးဘေးဒုက္ခတွေကြုံရစေနိုင်တဲ့ရှိအောင်ဟာရင်ထဲကခံရခတ်မှုတွေကိုအောက်အီးပြီးခံရင်နေ့ရက်တွေကိုဖျက်ဆီးနေခဲ့ရတဲ့တနေ့မှာတော့နတ်ဖျားနဲ့မိစ္ဆာတွေရဲ့စစ်တပ်မြေပြင်ဘက်မှာထူးထူးခြားခြားလှုပ်ခတ်မှုတစ်ခုဖြစ်သွားတဲ့ရှိအောင်လည်းအမြန်သွားကြည့်ဖို့ပြင်လိုက်တော့ကျူးရှန်ချိုင်ဝမ်ဘက်ကနေလူရိပ်တစ်ခုပြေးထွက်လာတာကိုမြင်လိုက်ရတဲ့သူလည်းအလိုလျောက်ပဲအဲ့ဒီလူရဲ့နောက်ကိုလိုက်ချောင်းကြည့်မိတော့အန်အောစရာကောင်းတာကမိစ္ဆာတက်တွေဖြစ်နေတာပဲနတ်မိစ္ဆာတွေကနတ်တက်ကြွေတဲ့နတ်ဖျားနယ်မြေတွေကိုဘလို့လို့ရောက်လာနိုင်တာလဲဒီနေရာကကျူးရှန်ချိုင်ဝမ်မဟုတ်ဘူးလားဘာလို့ဒီလိုတောင်ကြားမျိုးရှိနေရတာလဲချက်ချင်းဆိုသလိုပဲရှီအောင်ဟာသူ့ရဲ့နတ်စွမ်းအားတွေတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုခံစားလိုက်ရတယ်သူလည်းဒီလိုအနေရများတဲ့နေရာကနေချက်ချင်းလက်ပြန်ဖို့ပြင်လိုက်တဲ့အချိန်ကြန့်ရှိနေသေးတဲ့စွမ်းအားနှဲငယ်ကနေတဆင့်ကျွန်တော်ရဲ့အငွေ့သက်ကိုခံစားမိသွားတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီအငွေ့သက်ကပျောက်ကွယ်သွားခဲ့ပြန်တယ်ချန်ရှိမင်းလားမင်းဟုတ်တယ်မလားလို့သူတုံရင်နဲ့အောက်ခေါ်ရင်တောင်ကြားထဲမှာတိတိကျကျရှာဖွေကြည့်ပေမဲ့ဘသူကမှရှာမတွေ့ခဲ့ဘူးအဲ့ဒီမှာရှီအောင်ကစစ်တပ်မြေပြင်ကိုတတိယပြီးအမြန်ပြန်ပြေးခဲ့တယ်ဒီနေ့လောက်ခတ်မှုကဒီလောက်တောင်ကြီးမားတာသူကွီရွှီတောင်ထိပ်မှာရှိနေပေမဲ့အချိန်မီမရောက်လာနိုင်ခဲ့ဘူးကျွန်တော်အဲ့ဒီကိုသွားမယ်ဆိုတာကိုသူသိနေလို့ဖြစ်လိမ့်မယ်ရှီအောင်ရဲ့ရင်ထဲမှာမျောလင်းချက်တွေပြည့်နေသွားပြီးစစ်တပ်မြေပြင်စီအပြေးလွှားရောက်သွားတော့တယ်မင်းတို့ချန်ရှိအခုတင်ပဲဒီကိုလာတာမြင်လိုက်မိလားလို့ရှီအောင်ကမေးလိုက်တော့နက်စစ်တီတွေကရှီအောင်နဲ့ဖျားမစစ်နက်ဖျားကြီးနဲ့မိစ္ဆာဖရင်တို့တိုက်ပွဲဖြစ်ကြရင်စစ်နက်ဖျားကြီးဒဏ်ရာရသွားပုံရပါတယ်လို့ပြန်ဖြေကြတယ်ဒါကိုကြားလိုက်ရတဲ့အခါရှီအောင်ရဲ့စိတ်ထဲမှာဘာမှမရှိတော့ပဲကျွန်တော်ဒဏ်ရာရပြန်ပြီးဆိုတဲ့အတွေ့အကြုံလေးနဲ့တင်ပြရခတ်သွားခဲ့ရတယ်သူရင်ထဲကနေတနာကယူနာတက်မိရင်စောစောကမြင်ခဲ့ရတဲ့အပေါက်ဝါကိုတတိယသွားတယ်ဒါဆိုအဲ့ဒီနေရာကနှလုံးသားမဲ့လမ်းစဉ်ရဲ့နောက်ထပ်လမ်းပေါက်တစ်ခုဖြစ်နေမလားလို့သူတွေးလိုက်မိတယ်နှလုံးသားမဲ့လမ်းစဉ်ဆိုတာရှီဟောင်းစစ်တပ်မြေပြင်နဲ့နတ်ဖျားတွေကြာဆုံးရနေရဖြစ်တာကြောင့်လမ်းချင်းဆက်နေတာလည်းမဆန်းပါဘူးအဲ့ဒီလိုတွေးပြီးရှီအောင်ဟာအစောကတောင်ကြားတဲ့ကိုအရင်အတိုင်းပြန်ဝင်သွားခဲ့ပြန်တယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့အရင်တစ်ခေါက်နဲ့မတူတော့ဘူးသူဝင်သွားတဲ့အချိန်မှာလူတန်တွေကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်အဲ့ဒီရင်းနှီးနေတဲ့အတန်ကြောင့်သူ့စိတ်တွေလှုပ်ခတ်သွားရတဲ့လမ်းကွေလေးတွေကိုပတ်ပြီးရှောက်လာခဲ့တော့ပင်နံကကျွန်တော်ကိုဆေးထည့်ပေးပြီးအဝတ်စားပြန်ပြင်ပေးနေတာကိုရှီအောင်ကွက်တိမြင်သွားတော့တယ်မင်းတို့ဘာလုပ်နေကြတာလဲအန်တီဘယ်လိုလုပ်ဝင်လာတာလဲကောင်းကင်ဘုံတခင်ကအန်တီကိုပေးမဝင်ဘူးလို့ကျွန်တော်ကိုဂတိပေးထားတာပဲသူဂတိဖြတ်မဲ့လူမဟုတ်ပါဘူးအန်တီဘယ်လိုလုပ်ရောက်လာတာလဲရှီအောင်ကပြန်မဖြေဘူးဆူရှာပြီးနတ်မောင်နေတဲ့သူ့မျက်ဝန်းတွေထဲမှာကျွန်တော်ဘာလို့ဒီမိန်းမနဲ့အတူရှိနေရတာလဲဆိုတဲ့မေးခွန်းတစ်ခုပဲရှိနေတယ်ရှီအောင်ဟာစိတ်ကိုမထိန်နိုင်ပဲအတွေးလွန်လာပြီးရင်ထဲကမနာလိုဝန်တိုစိတ်တွေကသူ့ကိုအရှင်လက်လက်လောင်မြိုက်တော့မတက်ပြင်းထန်လာခဲ့တယ်သူရင်ထဲကဒေါသတွေကိုအတင်းအောင်အင်းရင်မျက်နှာချင်းဆိုင်မှာရှိနေတဲ့ကျွန်တော်စီကိုလက်ကမ်းပေးလိုက်တယ်ချမ်းရှိအန်တီနဲ့အတူပြန်ရအောင်အန်တီကျွန်တော်ကနှလုံးသားမဲ့လမ်းစဉ်ပေါ်ကိုရောက်နေပြီးနောက်ပြန်ဆုပ်လို့မရတော့ဘူးတကယ်လို့အတင်းအဓမ္မရက်တက်လိုက်ရင်စွမ်းအားတွေနောက်ပြန်ရိုက်ပြီးဒဏ်ရာရလိမ့်မယ်အန်တီနီးလက်ရှာပေးမယ်ဒါတွေအားလုံးကိုမင်းစိတ်မပူနဲ့လိမ္မာဆန်းပါငါတို့ကြားမှာအထင်လွဲတာတွေရှိခဲ့လို့ပါမင်းပါလိုချင်လဲပြောအန်တီအားလုံးပေးနိုင်တယ်ကျွန်တော်ကသူ့ကိုအေးဆက်ဆက်ကြည့်ရင်ကျွန်တော်ကအန်တီကိုလိုချင်နေဆိုရင်ကောရမလားလို့မေးလိုက်တယ်ရတာပေါ့အန်တီကတိပေးတယ်မင်းငါနဲ့အတူပြန်လိုက်ခဲ့မယ်ဆိုရင်အန်တီဘာမဆိုပေးမယ်ကျွန်တော်အော်ရာကြီးမျက်လုံးဝိုင်းသားနဲ့အန်တီဘာတွေလျှောက်ပြောနေတာလဲအန်တီကပိုင်ရန်နဲ့လက်ထက်တော့မှမဟုတ်ဘူးလားလို့ပြန်မေးမိတယ်ရှိအောင်ကပြတလဲနဲ့အဲ့ဒါကမင်းကိုစိတ်နာပြီးလက်လျှော့သွားအောင်လို့ငါတမင်တကာလူငါပြီးတရုပ်ဆောင်ခိုင်းခဲ့တာပါလို့ရှင်းပြတယ်ကျွန်တော်ရှိကလူကိုကြည့်ရတာအရန်စိမ့်တက်လုံးနေတယ်သူကအရင်တိုင်းမြင့်မြတ်ပြီးအေးချမ်းတဲ့ပုံစံမျိုးရှိနေလို့မဲ့ဆိုပေမဲ့သူပြောလိုက်တဲ့စကားတွေကတော့ကျွန်တော်သိတဲ့အန်တီနဲ့လုံးဝမတူတော့ဘူးရှိအောင်ကကျွန်တော်ဘာမှပြန်မပြောတာကိုမြင်တော့ရှေ့ကိုတလန်းတိုးလာပြီးချမ်းရှိစိတ်ချပါအန်တီနောက်ခါဒီလိုမျိုးဘယ်တော့မှမလုပ်တော့ဘူးလို့ထပ်ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့ခြေတလန်းမှမရွေ့ပဲအေးဆေးဆေးပဲတုံ့ပြန်လိုက်တယ်ဟုတ်လားဒါပေမဲ့ကျွန်တော်ကမလိုချင်တော့ဘူးရှိအောင်ကကျွန်တော်ကိုကြောင်ကြည့်ရင်တုံနေတဲ့အတန်နဲ့ချမ်းရှိမင်းပါပြောလိုက်တယ်လို့မေးတယ်ကျွန်တော်သူ့ကိုစက်မကြည့်တော့ပဲပင်နံဘက်ကိုလှည့်ပြီးစိတ်မရှိပါနဲ့မင်းကိုရေစရာတွေပြမိပြီလို့ပြောလိုက်တယ်ဘယ်ကသာငါဒီမှာနေလာတာနှစ်ပေါင်းများစွာရှိပြီဒီလိုပြဆက်မျိုးမမြင်ရတာကြာပြီပဲမင်းတို့ဆက်ပြောကြပါ
ငါ့ကိုမရှိဘူးလို့ပဲသဘောထားလိုက်လို့ပင်နန်ကပြန်ပြောတယ်ကျွန်တော်စကားဆွန့်သွားရတယ်ဒီလူကတကယ်ပဲနားမလဲတာလားဒါမှမဟုတ်နားမလဲချင်အောင်ဆောင်နေတာလားပင်နန်နဲ့ကျွန်တော်ရင်းရင်းနှီးနှီးစကားပြောနေတာကိုမြင်တော့ရှီအောင်ရဲ့တင်းခံထားတဲ့စိတ်အာရုံတွေအကုန်ပေါက်ကွဲကုန်ပြီဒေါသတကြီးနဲ့ပင်နန်ကိုမောင်းထုတ်ဖို့နတ်ဆွမ်းအားတွေကိုတုံးဖို့ပြင်လိုက်တယ်ဒါပေမဲ့ဘာဆွမ်းအားမှထွက်မလာခဲ့ဘူးကျွန်တော်ခေါင်းခါလိုက်ပြီအန်တီအလကားအားမကုန်ပါနဲ့ဒီနေရာကဆွမ်းအားလုံးကိုဖိနှိပ်ထားတာမဟုတ်ရင်လေကျွန်တော်ပင်နန်ရဲ့ရှေ့မှာအန်တီနဲ့ဒီလိုအတိတ်ကအကြောင်းတွေကိုဖက်လဲတကင်းပြောနေပါမလားစောစောကရှီအောင်ကဆွမ်းအားတုံးဖို့စူးစမ်းလိုက်တာကြောင့်နှလုံးသားမဲ့လမ်းစဉ်ရဲ့တားမြစ်ချက်ကဒီနေရာနဲ့မသက်ဆိုင်တဲ့စွမ်းအားကိုရိပ်မိသွားပြီးပတ်ဝန်းကျင်မှာအင်အားစုတွေစုစည်းလာနေပြီးဒါကတတိပေးချက်ဆိုတာရှီအောင်တိလိုက်တဲ့တကယ်လို့သူအခုချက်ချင်းမထွက်သွားရင်အကျိုးဆက်ကတွေးရစရာမရှိဘူးဘာလို့လဲဆိုတော့သူကအခုစွမ်းအားတစ်ဆက်မှမရှိတဲ့တာမန်လူလိုဖြစ်နေလို့ပဲဒါပေမဲ့သူဒီအတိုင်းလက်မလျှော့နိုင်ဘူးသူတခုခုကိုတတိယသွားပြီးလေဘင်းကနီးရဲနေတဲ့ကျိုးလေးကိုချွတ်လိုက်တယ်တော်သေးတာပေါ့တူလောင်အိတ်ထဲထည့်မထားမိလို့မဟုတ်ရင်စွမ်းအားမရှိဘဲနဲ့ဖွင့်နိုင်မှာမဟုတ်ဘူးလို့သူတွေးလိုက်သေးတဲ့ရှီအောင်ကကြောက်စိမ့်ဆွဲသီးလေးကိုကျွန်တော်ရှေ့ချပြလိုက်ပြီးကြည်စမ်းလင်းလုံးကြောက်စိမ့်လေးမပြောက်သေးဘူးအန်တီဒါကိုမင်းကိုပြန်ပေးမယ်စိတ်မဆိုးပါနဲ့တော့နော်လို့ပြောတယ်ကျွန်တော်မျက်ဝန်းတွေနီးရဲလာပြီးကြောက်စိမ့်လေးကိုတိတိကျကျပုတ်တက်ကြည့်မိတဲ့အဲ့ဒီထဲကနေနှွေးထွေးမှုနဲ့ရင်းနှီးမှုကိုခံစားနေရတာကွယ်လွန်သွားတဲ့မိဘနှစ်ပါးကျွန်တော်ဘေးမှာရှိနေတယ်လို့မျိုးပဲအဲ့ဒီနောက်ကျွန်တော်ကြောက်စိမ့်လေးကိုသူ့စီပဲပြန်ပေးလိုက်တဲ့ရှီအောင်ကကြောင်ကြည့်ရင်ချန်ရှီမင်းပါလို့မယူတာလဲအန်တီအဲ့ဒီတုန်းကဒါကိုမင်းအတွက်လက်ဆောင်ပေးမလို့ပဲဟာကိုဒီနေ့ကစပြီးကျွန်တော်တို့နှစ်ယောက်အေးအေးဆေးဆေးပဲလမ်းခွဲကြရအောင်နောက်ဘယ်တော့မှမဆုံးချေမရဘူးမင်းရဲ့ပစ္စည်းတွေကိုငါမယူဘူးမင်းနဲ့လည်းလမ်းခွဲမှာမဟုတ်ဘူးငါတို့အတူတူဖြတ်တန်းလာခဲ့တဲ့နှစ်တွေမှာမင်းကငါအသက်ထက်တောင်အရေးကြီးနေပြီးငါဘသူ့ကိုပဲဆွန့်လို့ရမင်းကိုတော့ဆုံးရှုံးမခံနိုင်ဘူးရှီအောင်ကကျွန်တော်စကားတခုမှနားမဝင်တဲ့ပုံစံကိုမြင်တော့ထပ်ပြောဖို့ပြင်လိုက်တုံးစွမ်းအားတစ်ခုကသူ့ကိုအဲ့ဒီနေရာတင်ချုံနှောင်လိုက်ပြီးမျက်စိတမိတ်တွင်းမှာပဲပျောက်ကွယ်သွားစေခဲ့တယ်ကျွန်တော်တို့နှစ်ယောက်ကြားကဆက်ဆံရေးကအဆုံးသတ်သွားပြီဆိုတာမှန်ပါတယ်ကြားထဲမှာလည်းအဖက်ဆယ်မရတဲ့အကြောင်းတွေအများကြီးရှိနေခဲ့ပြီးဒါပေမဲ့အတိတ်ကကောင်းခဲ့ဘူးတာတွေကိုတော့အလိမ်အညာလို့မပြောနိုင်ဘူးဒါကြောင့်ရှီအောင်တစ်ခုခုဖြစ်သွားမှာကိုတော့ကျွန်တော်မလိုလားပါဘူးစိတ်အေးထားပါမင်းရဲ့အန်တီဘာမှမဖြစ်ပါဘူးနေရာတိုင်းမှာသူစီကန်းတဲ့သူရှိတဲ့ဒီစီကန်းတွေကကောင်းကင်ဘုံရဲ့သဘောတူညီချက်နဲ့ရှိနေတာဒီနေရာကတားမြစ်ချက်ကိုကောင်းကင်ဘုံရဲ့အလိုတော်လို့ပဲသဘောထားလိုက်ပါမင်းအန်တီကဒီနေရာအပေါ်မကောင်းတဲ့စိတ်မရှိတာမို့လို့တားမြစ်ချက်ကသူ့ကိုအပြင်ဘက်ကိုပဲတွန်းထုတ်လိုက်မှထိခိုက်အောင်မလုပ်ပါဘူးနှလုံးသားမဲ့လမ်းစဉ်ဆိုတာတကယ်တော့နှလုံးသားမရှိတာမဟုတ်ပါဘူးချန်ရှီမင်းရဲ့လမ်းစဉ်ကဘာလဲဆိုတာတိတိကျကျတွေးမိပြီလားလို့ပြည်နန်ကပြောလာတယ်ကျွန်တော်နဲ့ပနန်ကတော့အကွာဝေးတစ်ခုကိုပဲစက်ထိန်ထားကြတော့မဲကြည့်ရတာရင်းနှီးတလူလူနဲ့ကြားထဲမှာဇာဘဝတစ်ချက်ချထားတလူမျိုးဘယ်တော့မှအကုန်စင်မမြင်ရဘူးဒါပေမဲ့ဒီလိုနေတာကပဲအကောင်းဆုံးဆက်ဆံရေးလို့ကျွန်တော်ထင်တယ်တယောက်နဲ့တယောက်စကားပြောစရာလည်းရှိတယ်လှုပ်ဝက်ချက်လည်းရှိတယ်တစ်ဖက်လူကကျွန်တော်ရဲ့အားနည်းချက်ကိုစုပ်ကင်ထားမှကိုလည်းပူစရာမလိုတလို့တစ်ဖက်လူအတွက်နဲ့လည်းအောက်ကျခံပြီးပူပန်နေစရာမလိုဘူးတခုလည်းပြောင်းလဲသွားတာကတော့ရှိအောင်ပဲဒီနေရာကတားမြစ်ချက်ကသူ့ကိုအန်ဒီရမပေးဘူးဆိုတာသိသွားပြီးတဲ့နောက်ရှီအောင်ကပို့ပြီးတော့တောင်ဆိုးလာတယ်သူနေတိုင်းဒီကိုလာပြီးနိုင်ပေါင်းများစွာအချိန်ဖြုံးနေပြီးရင်တားမြစ်ချက်ကြောင့်အပြင်ကိုလွတ်ထွက်သွားတယ်နေ့တိုင်းဒီလိုပဲတန်တရားလဲနေတာကျွန်တော်တကယ်ကိုစိတ်ပြက်လာပြီးရှီအောင်ရဲ့အပြုမူတွေကကျွန်တော်ရဲ့ကြင်ကြံခြင်းကိုပါနှောက်ယှက်လာတဲ့ဒီနေရာမှာကျွန်တော်တို့အားလုံးစွမ်းမရှိကြဘူးကျွန်တော်ရဲ့ကိုယ်ပိုင်ကူထဲမှာတော့အကာအကွယ်တစ်ခုလုပ်ပြီးအမောင်ချကျင်တာတော့လုပ်လို့မရဘူးဒီလိုနဲ့ရက်တွေကုန်လွန်လာခဲ့ရမိစ္ဆာဖရင်ကလင်းမော့အစီရင်ကိုဖွင့်ဖို့3လပဲလိုတော့တယ်ကျွန်တော်ရဲ့လမ်းစဉ်ကိုနားလေသဘောပေါက်ဖို့ကအလှော်ပါးလေးတစ်ခုပဲချားတော့တယ်အဲ့ဒီအလှော်ရဲ့တစ်ဖက်ချမ်းမှာရှိနေတဲ့အားကောင်းလာတဲ့စွမ်းအားတွေကိုခံစားနေရပြီးမဲ့အပြေအဝတော့မစုပ်ကင်နိုင်သေးဘူး3ရက်မြောက်တဲ့နေ့မှာတော့ကူထဲမှာကြည်လင်းပြတ်သားတဲ့ကလင်းဆိုတဲ့အတန်လေးတစ်ခုမြည်လေးသွားပြီးကျွန်တော်ရဲ့ရင်ထဲမှာလှုပ်ခတ်သွားခဲ့ရတယ်နောက်ဆုံးတော့အောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပြီခန္ဓာကိုယ်ထဲမှာအားကောင်းတဲ့စွမ်းအားတွေပြည့်နှက်လာတာကိုခံစားလိုက်ရပြီးနေ့ရက်ပေါင်းများစွာတင်းကျပ်ထားခဲ့ရတဲ့ခြေထောက်တွေကိုလျှော့ချလိုက်နိုင်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကတုံခနဲဖြစ်သွားပြီးတကယ်လို့နှလုံးသားမဲ့လမ်းစဉ်ကိုအောင်မြင်အောင်ကျင့်ကြံနိုင်ရင်ဒီနေရာကိုထိန်းချုပ်နိုင်မှာပဲဒါဆိုပိနန်ကောစွမ်းအားတွေရှိမနေဘူးလားဆိုတဲ့အတွေးဝင်လာတဲ့အတူတူနေလာခဲ့တဲ့ရက်တွေအတွင်းမှာပိနန်ရဲ့အကျင့်ကိုကျွန်တော်အကြမ်းဖြင့်သိထားတယ်လူကတော့မစိုးပါဘူးအကျင့်ကတော့နည်းနည်းကောက်ကျစ်ပြီးလူကိုစနောက်ရတာဝါသနာပါတယ်သူ့ရဲ့အတိတ်ကလျှို့ဝှက်ချက်ဖြစ်ပြီးဘယ်သွားလို့ဗလာမှန်းမသိရဘူးကျွန်တော်သူ့ကိုအကဲမခတ်နိုင်ပေမဲ့သူကရိုးရိုးလေးမဟုတ်ဘူးဆိုတာတော့သိတယ်ဒီလိုလူမျိုးကဒီနေရာမှာနှစ်ပေါင်းများစွာနေလာခဲ့တာစွမ်းအားတွေမတိုးတက်ပဲမနေပါဘူးသူကစွမ်းအားရှိနေလျက်နဲ့ကျွန်တော်နဲ့ရှီအောင်ရဲ့ရှေ့မှာစွမ်းအားမရှိတယ်လို့ဟန်ဆောင်နေတာဒါကျွန်တော်တို့ကိုကြောင်နဲ့ကြွက်လို့ကစားနေတာမဟုတ်ဘူးလားဒါတင်မကသေးဘူးသူ့မှာတခြားရည်ရွယ်ချက်ရှိအောင်မယ်လို့ကျွန်တော်ယုံကြည်တယ်သူဒီလောက်အကြာကြီးဟန်ဆောင်နေခဲ့တာကပိနန်ရဲ့စရိုက်နဲ့ဆိုရင်ရိုးရိုးစနောက်ချင်းယုံတက်တက်ပဲတော့မဟုတ်တာသိကြတယ်ကျွန်တော်လည်းပိနန်ကိုရှာဖို့ထားလိုက်တဲ့အချိန်ကျွန်တော်တွေးချင်နေတဲ့လူကကိုဝါမှာရက်ပြီးကျွန်တော်ကိုပြုံးစီစီနဲ့ကြည်နေပြီးဘာမှမသိတဲ့လူတစ်ယောက်လိုပဲဂုဏ်ယူပါတယ်အောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပြီးပဲစွမ်းအားတွေကိုထိန်းချုပ်နိုင်တဲ့ခံစားချက်ကဘယ်လိုလဲမင်းဘာမှပြောစရာမရှိဘူးလားဘာပြောရမှာလဲလက်ရည်တစ်ချက်လောက်စမ်းမလားစီနီယာကျွန်တော်ခေါ်လိုက်တော့သူကအမြန်ပဲမပြောပါနဲ့တော့ငါ့ကိုစီနီယာလို့မခေါ်ပါနဲ့လို့ပြောထားတယ်လေငါကပြောစရာကောင်းလို့ပါမင်းတို့ကိုတမင်လိမ့်တာမဟုတ်ပါဘူးလို့ပြောပြီးမျက်နှာချိုတွေးလာတယ်သူ့အပြုံးတွေထဲမှာတော့မတက်တာတဲ့ပုံစံမျိုးရှိနေတယ်ဘာဖြစ်လို့လဲကျွန်တော်မေးလိုက်တယ်ငါတို့ရဲ့ဘေးဒုက္ခရောက်လာပြီချက်ချင်းဆိုသလိုပဲကောင်းကင်နဲ့မြေကြီးကပုံစံပြတ်သွားပြီးကောင်းကင်ကြီးကအကွဲကြောင်းဖြစ်ကတကားတစ်ခုပွင့်လာပြီးကျွန်တော်တို့နှစ်ယောက်လုံးကိုစုပ်ယူသွားတော့တယ်အဲ့ဒီအချိန်မှာအပြေးလွှားရောက်လာတဲ့ရှီအောင်ကတော့ဒေါသရာကြီးနဲ့ဓာတွေကိုငေးကြည့်နေုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ဘူးကျွန်တော်သူ့မျက်စိရှိတွေနောက်တစ်ချိန်ထပ်ပြီးပျောက်ကွယ်သွားခဲ့ပြန်ပြီးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့လူတွေရှုပ်ရှုပ်ခက်ခက်သွားလာနေတဲ့လမ်းမတစ်ခုပေါ်ရောက်နေခဲ့တဲ့သွားလာနေတဲ့လူတွေစီမှာဘာနဲ့စွမ်းအားမှရှိမနေကြဘူးကျွန်တော်လူပြည်ကိုရောက်လာတာလားစောစောကကောင်းကင်အကြောင်းတွေကိုစုပ်ယူခံရတဲ့အချိန်မှာနောက်ထပ်လူတစ်ယောက်ဝင်လာတာကိုရေးရေးလေးမြင်လိုက်မိတယ်လို့ပဲရှီအောင်လားသူကလွဲလို့တခြားလူဖြစ်ဖို့မရှိပါဘူးကျွန်တော်တို့ခေါင်းကိုကိုက်သွားတာပဲ
အကြောင်းပြချက်မရှိလူပြည်ကိုရောက်လာရတဲ့အပြင်အမြဲတမ်းဘေးကနေပွဲကြည့်ခြင်းနဲ့ပြည်နံလဲပါလာတယ်ပြီးတော့ခါချလို့မရတဲ့ရှိအောင်လဲရောက်လာအောင်ပဲကျွန်တော်တွေးတွေကိုရုပ်သိမ်းလိုက်ပြီးပတ်ဝန်းကျင်ကိုတိတိကျကျစူးစမ်းကြည့်မိတယ်ပြည်နံပြောပြချက်အရဆိုရင်ဒါဟာနှလုံးသားမဲ့လမ်းစဉ်ရဲ့ဘေးဒုက္ခဖြစ်ရမယ်ဒီအဆင့်ကိုကြော်ဖြတ်နိုင်မှသာနှလုံးသားမဲ့လမ်းစဉ်ရဲ့စွမ်းအားတွေကိုအပြည့်အဝပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဒါနဲ့သူကဘာလို့ကျွန်တော်နောက်ကိုလိုက်ပြီးအတူတူလူပြည်စင်းကျင့်ကြံနေရတာလဲနှလုံးသားမဲ့လမ်းစုပ်ကိုကျင့်ပြီးဘဝအဆင့်ဆင့်ကြော်ဖြတ်ရတဲ့နေရာမှာထူးခြားတဲ့စီးမြင်တွေရှိနေလို့လားမသိဘူးအခုဆိုကျွန်တော်ရဲ့ကျင့်စဉ်အရှိန်ဝါတွေလည်းအကုန်ပိတ်ခံထားရပြီးခန္ဓာကိုယ်ပါထိုင်းပိုင်းတလူဖြစ်နေပြီးအတိညာပွင့်ပြီးနှက်ပြည်တက်ဖို့လမ်းကတကယ်ကိုအန္တရာယ်များတာပဲဘာပဲဖြစ်ဖြစ်သတိကြီးကြီးထားမှဖြစ်မယ်ကျွန်တော်လမ်းအဆုံးကိုရှောက်သွားတော့စာရေးကရိယာနဲ့ပကြီးဆိုင်ကဆိုင်ရှင်တယောက်ကိုလူမိုက်ကြီးတယောက်ကဆဲဆူချိန်ဆဲနေကြတာတွေ့လိုက်ရတယ်ကျွန်တော်ကတော့ဝင်မပါချင်လို့ဘေးကနေဖျက်လျှောက်သွားရင်အကဲခတ်လိုက်မိတဲ့အခါအကျွမ်းတဝင်ရှိတဲ့ပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီလူကပင်နံဖြစ်နေတာပဲပင်နံဘေးကအစီကံကောင်လေးရဲ့ပြပြတလဲဖြစ်နေတဲ့ပုံစံကိုကြည့်ရတဲ့လောက်ဒါဟာသူမရဲ့ဆိုင်ဖြစ်ဖို့များတယ်ဒါပေမဲ့ဆိုင်ရှင်ဖြစ်တဲ့သူမကတော့ဒီရုံးရင်းဆန်ခတ်ဖြစ်နေတာကိုဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးကြီးရက်ကြည့်နေလေရဲ့လူပြည်မှာဘဝအဆင့်ဆင့်ကြော်ဖြတ်တဲ့အခါလူတိုင်းမှာကိုယ်စီအဆင့်တန်းတွေရှိကြတာပဲပင်နံမှာတော့ရှိနေမှာတော့ကျွန်တော်မှလည်းရှိမှာပဲကျွန်တော်ကဘသူဖြစ်နေမလဲကျွန်တော်ကလှည့်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲပင်နံကကျွန်တော်ကိုလှမ်းခေါ်လိုက်တဲ့အကိုကြီးခမည်းကြည့်ပါဦးဒီမှာလူတစ်ယောက်ကကျမရဲ့ဆိုင်ကိုလာပြီးရန်ကားဖြက်စီးနေတယ်ဒါကိုဘယ်လိုစီရင်ပေးရမလဲရှင်မင်းရေးထားတဲ့ပကြီးကဘာဆုတ်ချက်တွေလဲဒါလေးကိုများငွေပြား300တောင်းရလားတပြားတိုက်တာကမှမြန်ဦးမယ်ငါ့ကိုငွေပြား1000ပြန်လျှော်ပေးဒါဆိုရင်တော့ဒီကိစ္စကိုဒီအတိုင်းလက်စဖြောက်ပေးမယ်မဟုတ်ရင်မင်းရဲ့ပကြီးဆိုင်ကိုရှေ့ဆက်ဖွင့်လှစ်နိုင်ဖို့မစင်စားနဲ့တော့အဲ့ဒီလူကချင်းချောက်တဲ့လေတံနဲ့ပြောရင်ပြည်နံရဲ့ခါကြကပတ်စံအိတ်ကိုလောဘရာကြီးကြည့်နေတယ်အကိုကြီးအမှန်တိုင်းပြောရရင်ရှင်ဝယ်တုန်းကမကြည့်ခဲ့ဘူးလားဒီပကြီးကဒီနေ့မှဒီလိုပုံစံဖြစ်သွားတာမဟုတ်ဘူးလေပြီးတော့ကျမလည်းရှင်ရဲ့ပတ်စံကိုအလကားယူတာမဟုတ်ဘူးလို့ပြည်နံကအေးအေးဆေးဆေးပဲတုံ့ပြန်လိုက်တယ်ဘေးကဝိုင်းကြည့်နေတဲ့လူအုပ်ကြီးလည်းတီတိုနဲ့ထောက်ခံပြီးလာရောက်ရန်ကားတဲ့လူမိုက်အုပ်စုကိုအပြစ်တင်ကြတော့တယ်ဒီဟူဆန်းဟန်ကနေတိုင်းတာမန်လူတွေကိုဘလို့နှိပ်စက်ရမလဲပဲကြံစီနေတာဒီလမ်းထဲမှာနောက်ခံမရှိတဲ့သူမှန်သမျှသူ့စီမှာအနုနီးနဲ့အနိုင်ကျင့်မတရားတောင်းခံတာအကုန်ခံမှုကြတယ်လိမ့်လို့မရရင်အတမတောင်းနဲ့အစင်မပြေရင်လူတွေတကယ်ကိုအရှက်မရှိတဲ့ကောင်ဒီလိုလူမျိုးနဲ့တမြေတဲ့နေနေရတာကိုကငါကရှိချိုးခါပါလို့အပြင်မှာပြောဖို့တောင်ရှက်ဖို့ကောင်းတယ်ဟူဆန်းဟန်ရဲ့မျက်နှာကပိုပြီးပြတ်သွားတယ်အရင်ကဆိုသူနည်းနည်းလေးမျက်မှောင်ကုတ်လိုက်တာနဲ့တစ်ဖက်လူကပတ်စံကိုလက်နက်ဖက်နဲ့ရိုတေလာအကြတာလေးပြီးနံကကျွန်တော်ကိုပြန်ကြည့်ပြီးဆွဲဆောင်မှုရှိတဲ့အပြုံးလေးနဲ့မေးလိုက်တဲ့အကိုကြီးကျမကိုကူညီပေးပါဦးလားရှင်ကျွန်တော်စကားပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူတစ်ယောက်ကလူအုပ်ကြီးကိုတိုးဝေပြီးတခင်လေးအိမ်မြန်ပြန်ရအောင်တခင်ကြီးကတခင်လေးရဲ့ခြေထောက်ကိုရိုက်ကျိုးပစ်မယ်လို့ပြောနေတယ်ဆိုပြီးကြဲကြဲလောင်လောင်အော်ဟစ်လိုက်တယ်ကျွန်တော်ချက်ချင်းသတိမထားမိခင်မှာပဲအဝတ်စားတက်ရက်နဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကောင်းမလေးတစ်ယောက်ကကျွန်တော်ရှိကိုရောက်လာပြီးပြတလဲပြောတော့တယ်တခင်လေးမြန်ပြန်ရအောင်တခင်လေးခိုးထွက်လာတာကိုတခင်ကြီးတီသွားပြီးပြန်ရောက်ရင်ခြေထောက်ရိုက်ကျိုးပစ်မယ်တဲ့ဒီကောင်မလေးရဲ့ဝတ်စားစင်ရင်မှုနဲ့လက်ဝတ်ရတနာတွေကိုကြည့်ပြီးမှကျွန်တော်လည်းတာမန်လူတယောက်မဟုတ်မှန်သတိထားမိလိုက်တယ်ကျွန်တော်ကအခြေအနေကိုအသေးစိတ်မေးမြန်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူအုပ်ထဲကတယောက်ကကျွန်တော်ကိုမှတ်မိသွားပုံရတယ်ဟင်းဒါမျိုးတော်ဝင်အိမ်တော်ကတခင်လေးမဟုတ်လားမင်းတို့သိလားတခါကသူတောင်းစားလို့အဝတ်စားတွေဝတ်ပြီးလမ်းဘေးမှာထိုင်နေလို့ငါကတောင်ပြနှစ်ပြားတောင်ပေးလိုက်သေးတယ်မျိုးတော်ဝင်ကြီးသားသားကိုသိရင်တွေးတက်ပြီးတေးသွားလောက်တယ်ဟာဟာအေးပြအဲ့ဒီတုန်းကစုပ်ပြတ်တက်နေတာဘသူကမျိုးတော်ဝင်ရဲ့တာကြီးမှန်းသိမှာလဲဟာမြို့တော်ဝင်အိမ်တော်ကတခင်ကြီးဖြစ်ပြီးဘာလို့ဒီလိုပုံစံမျိုးလုပ်နေရတာလဲမသိဘူးနောက်ဆိုဘယ်မင်းကလေးကမှသူ့ကိုယူရဲမှာမဟုတ်တော့ဘူးကျွန်တော်ကအစီကံကောင်မလေးကိုဘေးကိုခေါ်ပြီးတေချာမေးဖို့လုပ်တဲ့အချိန်မှာပဲပန်နန်ကလှမ်းခေါ်ပြန်တယ်အော်ရှင်ကမြို့တော်ဝင်အိမ်တော်ကတခင်လေးဖြစ်နေတာပဲဒါဆိုပြည်သူတွေကိုနှိပ်စက်နေတဲ့ဒီလူတွေကိုအပြစ်ပေးရမယ်မဟုတ်ဘူးလားကျွန်တော်လည်းပြန်ပြောလိုက်တယ်စိတ်ချပါကျွန်တော်ကလည်းဒီတိုင်းလွတ်ထားဖို့အစီအစဉ်မရှိပါဘူးအဝိုင်းဟူဆန်းဟန်ကမတရားအနိုင်ကျင့်နေတာမို့သူ့ကိုစစ်ဆေးဖို့အရာရှိတွေစီပို့လိုက်ပါကူညီပေးလို့ကျေးဇူးတင်ပါတယ်တခင်လေးမင်းကလေးတယောက်အနေနဲ့ပြန်ပေးဆက်เสียရမရှိပါဘူးသူမစကားမဆုံးခင်မှာပဲကျွန်တော်ကလေးလိုအဟုန်နဲ့ပြေးထွက်ခဲ့တော့တယ်အဝိုင်းမြန်သွားရအောင်ဒီမှာဆက်မနေနဲ့မဟုတ်ရင်နောက်မှသူများလာပြီးအကျွေးတင်နေအောင်မယ်အိမ်ပြန်မြင်းလဲပုံမှာတင်ကျွန်တော်ရဲ့အစင်တန်းနဲ့အခြေအနေအလုံးကိုမေးမြန်းစုံစမ်းပြီးသွားပြီးအဝိုင်းကစိတ်တဘောထားယူသားပြီးသူ့တခင်လေးအပေါ်ဘာမှဖုံးကွယ်ထားတာမရှိဘူးဒီနေ့မနေ့ထွက်လာတော့ကကောင်းကောင်းမွန်မွန်ကြီးဖြစ်ပြီးမှအခုတခင်လေးကဘာလို့ဘာမှမမှတ်မိတော့တာလဲဆိုတာဇဝေဇဝါဖြစ်နေပေမဲ့မေးသမျှကိုတော့ရိုးရိုးသားသားပဲဖြေရှာတယ်ကန်တရားရဲ့စီမံမှုလားတော့မသိဘူးကျွန်တော်ရဲ့နာမည်ကလက်ရှိဘဝမှာလဲချန်ချီအမ်ပဲဖြစ်ပြီးမြို့တော်ဝင်ရဲ့တူးလေးတော်သားဖြစ်နေအလိုလိုက်ချင်းခံထားရတဲ့သူဖြစ်နေတဲ့မြင်းလဲကမြို့တော်ဝင်အိမ်တော်တကားဝကိုရောက်တော့အသက်လက်ပိုင်းဇနီးမောင်နှံ2ဦးကစောင့်နေကြတာတွေ့ရတယ်သူတို့ရဲ့ဝတ်စားဆင်ရင်မှုနဲ့ဘေးကချမ်းရံထားတဲ့အစီခံတွေကိုကြည့်ရတဲ့လောက်ကျွန်တော်ရဲ့မိဘတွေဖြစ်ပုံရတဲ့အဖေမေကျွန်တော်ပြန်လာပြီမင်းပြန်လာနိုင်သေးတာပဲနောက်တစ်ခါအပြင်သွားရင်အဖေနဲ့အမေကိုပြောဦးဒီအတိုင်းထွက်ပြေးသွားလို့လူကုန်ကူးတဲ့သူတွေနဲ့တိုးရင်ဘယ်လိုလုပ်မလဲအခုတလောလောကကြီးကတိတ်မအေးချမ်းဘူးအရင်ဆုံးအိမ်ထဲဝင်မင်းကြိုက်တဲ့ဝက်သားနီချက်ကိုမိဖို့ချောင်မှာလှုပ်ခိုင်းထားတယ်ထမင်းစပွဲပေါ်မှာအဖေနဲ့အမေကကျွန်တော်ကိုထမင်းမဝမှာစိုးရိမ်နေအလားဟင်းတွေတူးနဲ့တညက်တဲညက်ပေးနေကြတယ်ကျွန်တော်ကမွေးကလေးကမိဘတွေဆုံးပါသွားခဲ့တာရှိအောင်ကကျွန်တော်အပေါ်ကောင်းပေးပေမဲ့အမျိုးသမီးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုပြုစုစောင့်ရှောက်ရတာဆိုတော့လိုအပ်ချက်တွေရှိတာပေါ့ဒါပေမဲ့ဒီမိဘနှစ်ပါးစီကနေတော့ကျွန်တော်တခါမှမခံစားဘူးတဲ့နှွေးထွေးမှုမိဘရင်းတွေကတာသမီပေါ်ထားတဲ့တကယ်မေတ္တာစစ်ကိုခံစားလိုက်ရတယ်ညဘက်ကျတော့လူပြည်မှာဘဝအဆင့်ဆင့်ကြော်ဖြတ်ရမယ့်ကိစ္စတွေကိုတွေးတောရင်ကျွန်တော်အိတ်မပျော်ဖြစ်နေမိတယ်အဲ့ဒီအချိန်မှာပဲသတင်းပေါက်အပြင်ဘက်ကနေအတန်ကြားလိုက်ရတယ်ချီအန်သူမကပြည်နံရဲ့အတန်ပဲဖြစ်တယ်ကျွန်တော်သတင်းပေါက်ကိုဖွင့်လိုက်ပြီးမေးလိုက်တယ်ပြည်နံမင်းဘာလို့ဒီကိုရောက်လာတာလဲပြီးတော့မင်းပြောတဲ့ဘဝအဆင့်ဆင့်ကြော်ဖြတ်တာဆိုတာဘာကိုပြောတာလဲပြည်နံကတက်ပြင်းချရင်ငါတို့ကတငယ်ချင်းတွေမဟုတ်ဘူးလား
မင်းငါကိုနည်းနည်းလေးတောင်စိတ်မပူပေးဘူးလားကျွန်တော်ကဘာမှမတုံ့ပြန်ပဲနေလိုက်တော့သူမကအပြုံးကိုတိမ့်လိုက်ပြီးတီတီငိမ့်ငိမ့်နဲ့ပဲဆက်ပြောတယ်တကယ်တော့အရင်တုန်းကငါဘဝအဆင့်ဆင့်ကြော်ဖြတ်ပြီးတဲ့နောက်ကောင်းကင်ပုံစည်းမြင့်ရဲ့တတ်မှတ်ချက်အရအရေးချင်းမပြည့်မီဘူးဖြစ်သွားခဲ့တယ်ဒါကြောင့်အခုထက်ထိနှလုံးသားမဲ့လန်းဆန်ရဲ့စွမ်းအားကိုအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးနောက်တစ်ချိန်ထပ်ပြီးဘဝအဆင့်ဆင့်ကြော်ဖြတ်ခြင်းရင်တော့နောက်ထပ်နှလုံးသားမဲ့လမ်းစုကြတဲ့သူတယောက်နက်ပြည်တကားပွင့်တဲ့အချိန်ကိုစောင့်ပြီးငါဘာဘဝအဆင့်ဆင့်ကြော်ဖြတ်မဲ့သူအဖြစ်တတ်မှတ်ခံရအောင်အတူတူလိုက်ဝင်လာရတာပဲဒါပေမဲ့ဒီလိုနီးလန်းမျိုးနဲ့လည်းဘဝအဆင့်ဆင့်ကြော်ဖြတ်လို့ရတယ်ဆိုတာကျွန်တော်တခါမှမကြားဘူးပါဘူးလောကကြီးမှာထူးဆန်းတာတွေအများကြီးပဲဒါကဘာဆန်းလို့လဲပြည်နန်ကပြောတယ်ကျွန်တော်ကစဉ်းစားသလိုနဲ့ခေါင်းငင်းပြပြီးမေးလိုက်တယ်ဒါဆိုမင်းအရင်တစ်ခေါက်ဘဝအဆင့်ဆင့်ကြော်ဖြတ်တုန်းကဘာတွေကြုံခဲ့ရလဲစီးမြင့်ကိုသဘောပေါက်ခဲ့လားပြည်နန်ကလက်နှစ်ဖက်ကိုဖြန့်ပြရင်မသိဘူးလေငါသာသိရင်အခုထိဒီမှာဘဝအဆင့်ဆင့်ကြော်ဖြတ်နေပါမလားဒါဆိုမင်းဘာလုပ်ခဲ့လို့ကောင်းကင်ဘုံကမင်းကိုအရေးချင်းမပြည့်မီဘူးလို့သတ်မှတ်လိုက်တာလဲအခုလိုမျိုးပဲပေါ့တစ်သက်လုံးပျော်ပျော်ပါပါစားတော့ကစားပြီးဘဝကိုဖျက်တမ်းခဲ့တယ်ပြီးတော့တည်သွားတော့နက်ပြည်ပြန်ရောက်သွားတာပဲသူမစီကနေအချက်လက်ထက်စုံစမ်းဖို့စိတ်ကူးမရှိတော့ဘူးပြည်နန်ဆိုတဲ့မိန်းကလေးကဘယ်တော့မှအထာနဲ့လို့မရတဲ့လူပဲကျွန်တော်တို့နှစ်ယောက်တိုင်ပင်နေတော့မှပဲရှီအောင်ရဲ့အတန်ထွက်ပေါ်လာပြန်တဲ့ချီအန်ကျွန်တော်တကယ်ကိုစိတ်ပြတ်သွားမိတယ်ဘာလို့တယောက်ပြီးတယောက်ညဘက်ကြမှာပြတင်းပေါက်လာကြုံနေကြတာလဲနေခင်းဘက်ကြမှာတိုင်ပင်လို့မရဘူးလားငါဒီနေ့မှရောက်တာမို့ဒီဘက်ကအခြေအနေတွေကိုမကျွမ်းကျင်သေးဘူးမြို့တော်ဝင်အိမ်တော်ကလူတွေကိုရုံရင်းဆန်ခတ်မဖြစ်စေချင်လို့ပါကျွန်တော်လည်းရှီအောင်အတွက်တင်းပေါက်ကိုထပ်ဖွင့်ပေးလိုက်ရပြန်တဲ့ရှီအောင်ကအထက်ဝင်လာခြင်းမဲ့ကတင်ပေါ်မှာမိလဲနေတဲ့ပင်နံကိုမြင်တော့မကြည်မနှက်နဲ့မျက်မှောင်ကုပ်ပြီးပြောတယ်ညနေတက်ခေါင်ကြီးမှာမင်းလိုပြင်ပမင်းကလေးတယောက်ဒီမှာရှိနေတာမတင်တော်ဘူးမဟုတ်လားပင်နံကအံ့ဩသွားပုံရပြီးမျက်ခုံးပင်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ပြီးတော့မိမိကိုယ်ကိုလက်ညှိုးထိုးပြပြီးရှီအောင်ကိုပြန်ညွန်ပြကပြောတယ်မင်းကချန်ချီအန်ရဲ့အတော်မဟုတ်လားငါနဲ့သူ့ရဲ့ဆက်ဆံရေးကမင်းဝင်ပါစရာလိုလို့လားမင်းကငါ့ကိုရှင်းနိုင်လို့လားပြည်နန်ကလောင်ပြုံးပြုံးပြီးစက်ပြုံးမလို့လှုပ်တုံးမှာပဲကျွန်တော်ကစိတ်ရှုပ်ရှုပ်နဲ့သူတို့နှစ်ယောက်ကြားဝင်တာလိုက်တယ်နှစ်ယောက်လုံးပြန်မသွားကြတော့ဘူးလားမပြန်ရင်လည်းထွက်သွားကြတော့ဒီမှာလာပြီးကျွန်တော်ကိုလာမရှုပ်ကြနဲ့ရှီအောင်ကပနန်နဲ့အချိန်ချင်းရင်ဆိုင်ဘူးလို့ဒီမိန်းကလေးကအရှက်မရှိမှန်းသိတာကြောင့်ဆက်ပြီးငင်းခုန်မနေတော့ပဲကျွန်တော်ဘက်လက်ကမေးတယ်မင်းရဲ့ဘဝအစင်းစင်ကြော်ဖြတ်မဲ့ကိစ္စတဲလွန်စားရပြီလားမရသေးဘူးရှီအောင်ကတခုခုဆက်ပြောဖို့ပြင်ပေမဲ့ကျွန်တော်ကကြားဖြတ်ထားလိုက်တယ်အတော်ပြန်လိုက်ပါတော့နက်ပြည်ကနေဒီတစ်ခေါက်ဆင်းလာတာအတော်လုံးဝမလာတဲ့ကိစ္စပဲကျွန်တော်တို့ကဘဝအစင်းစင်ကိုမဖြစ်မနေကြော်ဖြတ်ရမှာဒါပေမဲ့အတော်ကမတူဘူးအတော်အချိန်မျိုးပြန်လို့ရတယ်မင်းကသူ့အတွက်နဲ့ငါ့ကိုမောင်းထုတ်နေတာလားလူတိုင်းမှာကိုလန်းကိုရှိကြတာပဲအတော်ကိစ္စမရှိရင်ကျွန်တော်ကိစ္စတွေထဲဝင်မပါပါနဲ့တော့ဘဝအစင်းစင်ကြော်ဖြတ်ရတာဘယ်လောက်အရေးကြီးလဲဆိုတာမင်းမသိတာမဟုတ်ဘူးအတော်ကျွန်တော်ရဲ့ကံကြမ္မာတွေထဲဝင်မစွက်ဖက်ပါနဲ့ငါမင်းကိုဘယ်တော့မှအနာတရားဖြစ်အောင်လုပ်မှာမဟုတ်ဘူးအတော်လုပ်ခဲ့ပြီးပြီပဲငါကတမင်လုပ်ခဲ့တာမဟုတ်ပါဘူးမဟုတ်ဘူးငါကတမင်လုပ်ခဲ့တာဒါပေမဲ့အဲ့ဒါကလည်းမင်းကောင်းဖို့အတွက်ပဲလေငါတို့ရဲ့ဆက်ဆံရေးကိုထိမ့်သိမ့်ခြင်းယုံတင်မှာငါကမင်းရဲ့လူကြီးမိဘမို့လို့မင်းထပ်ပို့ပြီးအမျှော်မြင်ရှိတယ်ငါတို့တွေတယောက်နဲ့တယောက်ထာဝရမိသားစုဝင်တွေအဖြစ်နေသွားကြရင်မကောင်းဘူးလားဒါပေါ့ကျွန်တော်အတော်ကိုအတော်အဖြစ်အမြဲတမ်းအတိမတ်ပြုမှာပါစိတ်ချပါအတော်ကကျွန်တော်ရဲ့ထာဝရအတော်ပါပဲမင်းစိတ်ထဲရှင်းရှင်းလင်းလင်းမတွေ့ရသေးဘူးပဲနောက်တစ်ခေါက်မှငါမင်းစီပြန်လာခဲ့မယ်ရှီအောင်ထွက်သွားပြီးနောက်မှာကျွန်တော်ကဘေးမှာရှိနေတဲ့ပင်နံကိုကြည့်ပြီးအေးဆက်ဆက်ရေမောလိုက်တယ်မင်းလည်းသွားတော့ပင်နံကတော့စိတ်ဝင်တစားနဲ့စုတ်တန်တစ်ချောင်းကိုကောက်ကင်လိုက်ရင်ဘဝအစင်းစင်ကြော်ဖြတ်တဲ့အကြောင်းထပ်မဆွေးနွေးတော့ဘူးလားတကယ်တော့ငါတို့ရဲ့ဘဝအစင်းစင်ကြော်ဖြတ်ရမယ့်ကိစ္စတွေကအတူတူပဲလားဆိုတာဘယ်သူမှမသိနိုင်ဘူးလေမင်းကဘာလို့ငါရဲ့ကံကြမ္မာကမင်းရဲ့ကံကြမ္မာဖြစ်လိမ့်မယ်လို့တေချာနေရတာလဲပီနန်ထွက်သွားပြီးတဲ့နောက်ကျွန်တော်တယောက်တည်းအတွေးပွားနေမိတယ်အရင်တုန်းကတော့နှလုံးသားမဲ့လမ်းစဉ်ကိုကြင်ကြံဖို့လူပြည်မှာလူဝင်စားပြီးဘေးဒုက္ခတွေကိုဖျက်ကျော်ရတိုင်းကျွန်တော်မှတိကျတဲ့ရည်မှန်းချက်ပန်းတိုင်တွေအမြဲရှိခဲ့ဘူးတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အဲ့ဒီကျင့်စဉ်ရဲ့တကားဝကိုလှမ်းဝင်ပြီးလေ့ကျင့်မှုတွေစတင်ကြတဲ့ကကျင့်ကြံတဲ့အချိန်ရောလူပြည်မှာဘေးဒုက္ခဖျက်ကျော်နေရတဲ့အချိန်တွေမှာရောဘာအရေးအမြတ်မှတစ်ချက်ကလေးတောင်မရခဲ့ဘူးဘာမှကြုံမသိရပဲဖြစ်ပျက်လာတဲ့မြအခြေအနေတွေတိုင်းပဲအလိုက်တင်စီမျောပြီးရှေ့ဆက်တိုးခဲ့ရတာတစ်နှစ်လောက်ကြာတော့ချမ်မီပါနှစ်ပါးကကျွန်တော်ကိုအိမ်အောင်ပြုဖို့အတင်းအကျပ်ဖိအားပေးလာကြတော့တယ်ဒီရဲ့ထုံးစံအရာယောက်ျားလေးဆိုရင်14နှစ်သားကလေးကအိမ်အောင်ဖက်စစ်ဆက်ကြောင်းလမ်းကြည့်ရှုကြပြီးနောက်ကြလာ16နှစ်ဆိုအိမ်အောင်ကြကုန်ကြပြီးအသက်16နှစ်ကျော်လို့မှအိမ်အောင်မရှိသေးရင်တော့လူတွေကအဲ့ဒီလူမှာကိုခန္ဓာပိုင်းဆိုင်ရာချိုးယွင်းချက်တစ်ခုခုရှိနေလို့မင်္ဂလာမရှိဘူးလို့တောင်သတ်မှတ်ကြတာချမ်မီပါနှစ်ပါးကကျွန်တော်ကို18နှစ်အထိအိမ်အောင်မပြုတ်ပဲထားပေးခဲ့တာတင်ပဲတော်တော်လေးကိုမလွယ်မကူအားခဲထားပေးခဲ့ကြတာပါချမ်မီသားစုရဲ့ဆွေမျိုးအကြီးအကဲတွေကလည်းရက်ပိုင်းခြားတစ်ခါအိမ်ကိုလာပြီးအတင်းလာပြောနေကြတာကျွန်တော်လည်းမိဘတွေကိုကြားထဲကနေစိတ်မကောင်းမဖြစ်စေချင်တာနဲ့သူတို့စီစဉ်ပေးတဲ့မိန်းကလေးအနှဲငယ်နဲ့တွေ့ဆုံဖို့သဘောတူလိုက်မိတဲ့ပထမဆုံးတစ်ယောက်ကတော့လုံခြုံရေးအဆောင်ရှောက်လုပ်ငန်းပြောကျူကမိန်းကလေးတစ်ယောက်ကြောပြင်ကကြားတကောင်လိုတမထွားချိုင်းပြီးကိုလုံးကိုတွေကတကယ်ကိုတုတ်တုတ်ခိုင်ခိုင်ကြီးစုံစုံချင်းပါပဲကျွန်တော်ကိုမျက်လုံးအစုံနဲ့စိုက်ကြည့်နေတာဟိုထက်တောင်ပိုပြီးစူးစူးရဲရဲကြီးကြည့်နေသေးတာကျွန်တော်စိတ်ထဲငါတို့တွေများရန်ညိုးရန်စားရှိခဲ့ဘူးတလားလို့တောင်တွေးမိတယ်နောက်ပြီးသူကလက်မထက်ခင်ကလေးကညဘက်ဆိုရင်အနည်းဆုံး4-5ချိန်လောက်သူစိတ်တိုင်းကြဖြစ်အောင်ဖြည့်ဆည်းပေးနိုင်မှလက်ထပ်မယ်လို့လာတောင်းဆိုသေးတာပါတဲ့ကျွန်တော်ကအသက်ကြီးမှအိမ်အောင်ပြရတဲ့ကအိုမင်းမင်းဖြစ်နေလို့ပိုပြီးပေးဆက်ရမယ်လေကျွန်တော်လည်းဆက်စုချင်တာနဲ့ပဲဒါဆိုအသက်ငယ်တဲ့ကောင်လေးတွေဆိုရင်ရောဘယ်လိုစံနှုန်းတက်မှတ်လဲလို့မေးလိုက်မိတယ်သူကတော်တော်လေးကယူနာတက်ပြပြီးတည2ချိန်3ချိန်ဆိုရပြီးတဲ့ကဲပထမဆုံးတစ်ယောက်နဲ့မိတ်ဖွဲ့တာတော့ကြာရှုံးသွားတာပေါ့ဒုတိယတစ်ယောက်ကျတော့ချမ်မီပါနှစ်ပါးကအရင်တစ်ခေါက်သင်ခန်းစာရသွားပြီးမြစ်ဝါမြစ်အောက်ပိုင်းကျန်းနံဘက်ကကုန်းမြင့်ကုန်းတရေရှိပညာတတ်မိသားစုကြီးတစ်ခုကရှိမိသားစုရဲ့သမီးပြိုကိုရွေးချယ်ပေးခဲ့ကြပြန်တယ်သူ့ကိုကြည့်ရတာဘယ်နာကအများဖြူစင်အေဂျင့်နေမှန်းကျွန်တော်ရှာမတွေ့ဘူးလက်လည်းမထက်ရသေးဘူး
အိမ်မှာကလေးကအချောင်စားကိုလူချောလေးယောက်နဲ့အိတ်ဖို့3ယောက်တောင်ရှိနေပြီးအပြင်ကပွေရှုပ်ခဲ့တဲ့အရှုပ်ထုတ်တွေကိုတော့ထဲတောင်မပြောတော့ဘူးအဲ့ဒီဂုံတွေရှိမိသားစုဆိုတာကလည်းဂုံလည်းမရှိတရေလည်းမရှိတဲ့အပြင်ကျွန်တော်ကိုအလုံးရင်းနဲ့တင်တောင်းမဲ့ခန်းဝင်ပစ္စည်းတွေယူပြီးသူတို့အိမ်ကိုတမတ်အဖြစ်လိုက်နေဖို့ပါတောင်းဆိုလာသေးတယ်ချန်တခင်လေးတို့ဝန်မိသားစုကဂုံတွေရှိမိသားစုမို့လို့ရှင်ကတို့အိမ်ကိုတမတ်အဖြစ်ဝင်ခြင်းနဲ့ဆိုရင်တော့ဒီလောက်များပြတဲ့ခန်းဝင်ပစ္စည်းကတော့မရှိမဖြစ်ယူလာရမှာပဲလေဝန်မင်းကလေးကျွန်တော်စုံစမ်းသိရှိရတဲ့လောက်တော့မင်းကအပြင်မှာမောင်ငယ်လေးတွေအများကြီးမွေးထားတယ်ဆိုမင်းလိုမင်းကလေးမျိုးကငါနဲ့တွဲဖက်ဖို့တန်လို့လားတတိယတစ်ယောက်ကတော့ကျွန်တော်တို့အိမ်နဲ့ဂုံတက်ချင်းတူညီတဲ့တခြားမျိုးသားမင်းရဲ့သမီးငယ်ဆုံးကြားမိတာတော့ရှင်အိမ်အောင်ဖက်ရှာနေတုန်းကရှေ့က2ယောက်လုံးကိုဒေါသထွက်ပြေးသွားအောင်လုပ်လိုက်တယ်ဆိုခဲ့ပါတမိသားစုတွေသားတွေဖြစ်လာကြမဲ့ဥစ္စာစကားအရှိကြီးပြောမနေတော့ဘူးကျမတောင်းဆိုတာတိတ်မများပါဘူးရှင့်အိမ်ရဲ့မြို့ပြတဲ့တိုင်းကိုခန်းဝင်ပစ္စည်းဖြစ်ပေးရင်ကျမရှင်ကိုလက်ထပ်မယ်ဘလို့လဲကျွန်တော်လည်းတကယ်ကိုရိုးရိုးသားသားပဲပြန်ပေးလိုက်တယ်မင်းရဲ့မိဘတွေမှာတခြားသားသမီးတွေရှိသေးတယ်မလားငါမိဘတွေမှာတော့ငါတယောက်တည်းရှိတာမင်းရဲ့ခန်းဝင်ပစ္စည်းတွေယူပြီးငါစီလိုက်ခဲ့လို့မရဘူးလားငါအများကြီးမတောင်းပါဘူးမြို့တစ်မြို့စာလောက်ဆိုရင်ရပါပြီအဲ့ဒီမိန်းကလေးမျက်နှာတစ်ခုလုံးနီးမြန်းသွားပြီးတော့ရှင်ကရှင်ကိုရှင်ဘလို့အဖိုးတန်လေးများထင်နေလို့လဲအိမ်အောင်မကြပဲကြံနေတဲ့အိုမင်းဖြစ်နေတာကိုများလာပြီးစောက်ထိုးရွေးနေသေးတယ်ဟင်းကြည့်ကြသေးတာပေါ့ရှင်လိုလူကိုဘယ်သူကယူမလဲဆိုတာသူကျွန်တော်ကိုအဲ့ဒီလိုဒေါသတကြီးဆဲဆူသွားတာကိုတေးထားပြီးကျွန်တော်ညတစ်ခေါက်မှသူ့ကိုအိတ်ဆုပ်ပြီးခိုးရိုက်ပစ်လိုက်တယ်ပြီးတော့မျက်နှာသေးနဲ့ဘလို့မှဝင်မခံခဲ့ဘူးဒီလိုနဲ့3ချိန်လုံးအဖက်မတင်ပဲကြာရှုံးခဲ့ရတယ်မိမလည်းမရတဲ့အပြင်နာမည်ဆိုးကြီးပါအဖက်တင်ကြံခဲ့တာပေါ့ဒါကြောင့်ပဲမိဘတွေခမညာပို့ပြီးစိတ်မကောင်းဖြစ်ကမျက်နှာမတမရဖြစ်လာကြတယ်ကျွန်တော်စိတ်ထဲအာနာမိတာရောတခုခုဖြစ်နေတာရောကြောင့်မျက်လုံးလေးကလည်းလှုပ်ရင်းစိတ်ကူးတစ်ခုရလာခဲ့တယ်နောက်ရက်မှာပဲစားကြည့်ခန်းထဲကိုအပြေးသွားပြီးပီနန်ရဲ့လက်ကိုဆွဲခေါ်ကအဖေရှိကိုသွားလိုက်တယ်အဖေကျွန်တော်သူ့ကိုယူချင်တယ်မင်းသူ့ရဲ့ဘာကိုသဘောကျလို့လဲသူကလှလို့အဖေကမကြေမနက်ဖြစ်သွားပြီးမျက်မှောင်ကြီးကိုကုတ်ထားလိုက်တာချင်းတကောင်တောင်ညှက်တည်သွားနိုင်တော့တယ်သူကအမေကိုမျက်ရည်ပြပြီးဝိုင်းဖြောင်းဖြခိုင်းလိုက်တယ်အမေကလည်းပီနန်ကိုတစ်ချက်ကြည့်ပြီးစိတ်ရင်းအတိုင်းကောင်းကြီးပြတယ်တကယ်ကိုချုံမောလှပတာပဲဒါပေမဲ့အာမကိုရဘူးတနေ့ကျရင်မင်းအဖောက်ပြန်ခံရမှာစိုးရတယ်ကျွန်တော်ကပြန်ပြီးအကျိုးအကြောင်းပြညှင်းခုန်ဖို့ပြင်နေတော့မှပဲပီနန်ကရှေ့ကိုတက်လာခဲ့တယ်ကျမပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေအားလုံးကိုယူဆောင်ပြီးဒီအိမ်ကိုလိုက်လာပါမယ်မိသားစုရဲ့တောင်းဆိုချက်တွေနဲ့စစ်ဆေးမှုမှန်သမျှကိုလည်းခံယူပါမယ်စိတ်ချပါရှင်ဒီလိုနဲ့ပဲကျွန်တော်တို့2ယောက်ဟာဝေဝါးနဲ့ပဲအိမ်အောင်ကျသွားခဲ့ကြတဲ့တစ်ချိန်တည်းမှာပဲနေဆက်ဘက်ကနေစိတ်မကောင်းစရာသတင်းဆိုးကြီးရောက်လာခဲ့တဲ့နေဆက်ခံတပ်ကိုစောင့်ကြပ်နေတဲ့အမျိုးသမီးစစ်တပ်ဟာအရေးနှိပ်သွားခဲ့ပြီးမြောက်ပိုင်းရဲ့စစ်တပ်ကြီးကတောင်ဘက်ကိုအပြင်းထန်ချီတက်လာနေပြီဖြစ်လို့မကြခင်မှာပဲဒီမျိုးတိုင်းသားကိုဆိုက်ဆိုက်ညံ့ညံ့ရောက်လာတော့မှတဲ့အဖေနဲ့အမေကကျွန်တော်နဲ့ပီနန်ရဲ့ဘေးကင်းရေးအတွက်ကျွန်တော်တို့2ယောက်ကိုခိုးပြီးမြို့ပြင်ကိုပို့ပစ်ဖို့တိတ်လေးတိုင်ပင်နေကြတယ်ဒါပေမဲ့အဲ့ဒီစကားတွေကိုကျွန်တော်ကြားသွားခဲ့ရတယ်ကျွန်တော်မျက်ဝန်းတွေနီးရဲလာခဲ့တယ်အသက်ရှင်တန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာမိဘတွေကသားသမီးအတွက်ဆိုရင်တကယ်ကိုအစွမ်းကုန်အမျှော်မြင်ကြီးနဲ့စဉ်းစားပြီးတက်ကြတာပါလားဆိုတဲ့မိဘမေတ္တာစစ်ကိုပထမဆုံးအကြိမ်ခံစားလိုက်ရလို့ပဲကျွန်တော်ဇေယျတစ်ခုမှာမိထိုင်ရင်းမျက်ရည်တွေစီးမကျလာအောင်ခေါင်းကိုမော့ပြီးအောက်ထားမိတယ်ပီနန်ကကျွန်တော်နောက်ကနေချက်ချင်းလိုက်လာပြီးဘာစကားမှမဆိုပဲကျွန်တော်ဘေးမှာတိတ်လေးလာရက်ပြီးတဲ့အတော်ကြာတော့မှသူကလက်ကင်ဘဝကိုထုတ်ပြီးကျွန်တော်မျက်ရည်တွေကိုတုပ်ပေးရှာတယ်ပြီးတော့တခြားလက်တစ်ဖက်နဲ့မကျွမ်းကျင်တဲ့ပုံစံလေးနဲ့ကျွန်တော်ကြောပြင်ကိုခပ်ဖောက်ဖောက်လေးပုတ်ပြီးနှစ်သိမ့်ပေးနေတဲ့ကျွန်တော်အဆက်မပြတ်စီးကျနေတဲ့မျက်ရည်တွေကိုတုပ်ပြင်းရင်အတန်တွေတုံရီစွာနဲ့ပြောလိုက်တယ်ကျွန်တော်ဒီမျိုးကိုကာကွယ်ရမယ်ပီနန်ကဘာမှထပ်မပြောတော့ပဲကျွန်တော်လက်ကိုပဲတင်းတင်းဆုပ်ကင်ထားပေးတယ်သူကကျွန်တော်ဘက်ကိုလှည့်လာပြီးမျက်လုံးချင်းစုံကြည့်ရင်ပြောတယ်ကျမရှင်နဲ့အတူရှိနေပေးမယ်ကျွန်တော်ထပ်ပြီးရှောင်မနေတော့ပဲအဖေနဲ့အမေစီကိုတန်းသွားလိုက်တယ်ဒီနေ့နေ့လယ်ကပြောနေကြတာတွေကိုကျွန်တော်အကုန်ကြားပြီးချင်းချမ်းမြို့တော်ရဲ့အခြေအနေကအခုတိတ်ကိုအန်ရများနေတာမင်းကိုဘသူကခိုးနားထောင်ခိုင်းလဲအဖေကဒေါသထွက်သွားတယ်ကျွန်တော်ဘာသာကျွန်တော်ကြားတာအမေကအဖေကိုနှစ်သိမ့်ပေးရင်ရင်ဘက်ကိုပုတ်ပေးနေတယ်ကဲပါညီတို့လည်းတီးသွားပြီဆိုမှတော့ငါတို့လည်းဖုံးကွယ်မနေတော့ပါဘူးသူကအဖေလက်ကိုလှုပ်ပြီးလှည့်ကအထုပ်နှစ်ထုပ်ကိုယူလိုက်တယ်ဒီထဲမှာညီတို့အတွက်ပြင်ဆင်ပေးထားတဲ့လမ်းစည်းတွေနဲ့အထောက်ထားစာရွက်စာတမ်းတွေပါတယ်အခုချက်ချင်းပဲရှီကျိုးဘက်ကိုထွက်သွားကြတော့အဲ့ဒီမှာမင်းအဖေရဲ့မိတ်ဆွေကောင်းရှိတယ်အားကိုးရမဲမှာကိုစိုးရင်စရာမလိုဘူးကျွန်တော်တို့ထွက်သွားရင်အဖေတို့ကရောဘယ်လိုလုပ်မလဲငါတို့ကတော့ဒီမှာပဲကြံခဲ့ပြီးကာကွယ်ရမှာပေါ့မြို့ထဲမှာအရက်သူအရက်သားတွေအများကြီးရှိသေးတာစစ်တပ်တွေရောက်လာရင်ငါနဲ့မင်းအဖေသွားရင်ဆိုင်မယ်ဆင်းရဲဒုက္ခတွေကြားထဲမှာငြိမ်းချမ်းမှုကိုရှာဖွေရတာငါတို့လည်းဒီကံကြမ္မာကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးအလွန်ဆုံးရှိမှအသက်ရှင်ဖို့အချိန်ခဏလေးပိုရရုံပါပဲဒါပေမဲ့ငါကတော့ညီတို့ကိုတင်မယ်ဘယ်လောက်ပဲဖြစ်ဖြစ်အသက်ရှင်နိုင်သမျှပို့ပြီးအသက်ရှိရှိနေစေချင်တာကျွန်တော်ဘာမှပြန်မပြောဘဲစွတ်တရုတ်နိုင်စွာနဲ့ပဲထိုနေရာမှာရက်နေမိတယ်ပီနန်ကကျွန်တော်လက်ကိုဆွဲလိုက်ပြီးအထုပ်တွေကိုဘေးတစ်ဖက်မှာချထားလိုက်တယ်ကျမတို့ကိုဒီမှာပဲနေခွင့်ပြုပါသူတို့ကိုအတင်းကျပ်လွတ်လိုက်ရင်တောင်မှသူကပြန်ပြေးလာမှာပဲသူ့ရဲ့စိတ်ဓာတ်ကိုကျမသိပါတယ်ကျမလည်းသူ့ကိုတားနိုင်မှာမဟုတ်ဘူးအဖေကကျွန်တော်ကိုတစ်ချက်ဆူဆူဆိုင်ကြည့်လာပြီးနောက်ကျွန်တော်ရဲ့အပြစ်ကင်းစင်လာပါတယ်ဆိုတဲ့အပြုံးလေးကိုမြင်တော့မှပဲတက်ပြင်းချရင်မတက်တာတဲ့အစုံခွင့်ပြုလိုက်တော့တယ်ကဲညီတို့သဘောတိုင်းပဲလုပ်ကြတော့အဖေစီကခွင့်ပြုချက်ရပြီးကတည်းကကျွန်တော်နေတိုင်းစစ်စခန်းစီကိုပဲပြေးနေမိတယ်ဒါပေမဲ့တွေ့လိုက်ရတာကကျွန်တော်ဝင်ပါလို့ရတာဘာမှမရှိဘူးလူပြည်ရဲ့စစ်ပွဲတွေကနက်ပြည်ကစစ်ပွဲတွေနဲ့လုံးဝမတူတာကျွန်တော်ကဒီလိုစစ်ပွဲမျိုးတွေမှာကျွမ်းကျင်သူမဟုတ်ဘူးလေဒါကြောင့်ပဲကျွန်တော်ရဲ့အားအင်တွေကိုစစ်ရေးသုံးရိတ်ခါပစ္စည်းတွေပြင်ဆင်တဲ့နေရာမှာပဲစိုက်ထုတ်လိုက်တော့တယ်ပီနန်ကလည်းကျွန်တော်ဘေးမှာအမြဲတမ်းပင်ပန်းဆင်းရဲခံပြီးလိုက်ကူညီပေးရှာတဲ့တလားကြပြီးနောက်ဆုံးရိတ်ခါပစ္စည်းအတုပ်ကိုစစ်စခန်းထဲကိုပို့ဆောင်ပြီးတဲ့နောက်မှာတော့ကျွန်တော်အိမ်ကအခန်းစီကိုတန်းပြေးပြီးဂရင်ဘော်ကိုတုတ်တုတ်မြမလုပ်နိုင်ပဲပက်လက်လန်လဲကျသွားမိတော့တယ်
ခဏနေတော့ဘေးနားကနေလှုပ်ရှားတန်လေးကြားလိုက်ရပြီးပီနန်ကကျွန်တော်ဘေးနားမှာအตาလေးလာလဲအိတ်တယ်ပြီးတော့ခေါင်းကိုလက်နဲ့ထောက်ပြီးကျွန်တော်ကိုစိုက်ကြည့်ရင်းမေးတယ်ရှင်စစ်တိုက်ထွက်ချင်နေတာမဟုတ်လားကျွန်တော်ဘေးဆောင်လဲလိုက်ပြီးလူစိတ်ကိုအကဲခတ်နိုင်တဲ့အဲ့ဒီမျက်ဝန်းအစုံနဲ့စုံကြည့်ကဘာမှမတွေးတော့ပဲခေါင်းကိုဆက်ဆက်ညှိပြလိုက်တယ်အဲ့ဒီအချိန်မှာပဲအရင်တုန်းကအယောင်ဝါတွေတောက်ပနေခဲ့တဲ့သူ့ရဲ့မက်မုံပွင့်မျက်ဝန်းလေးတွေဟာအခုတော့အေးရေးပြက်လုံးလို့တွေးကြောနေလေးတွေရှက်တန်းနေတာကိုရုတ်တရက်သတိပြုမိသွားတယ်အဲ့ဒါကပီနန်ကိုထူးခြားတဲ့အလှပတစ်မျိုးဖြစ်စေတာပဲတို့ဘသူရဲ့နှလုံးခုန်တန်တွေကဒီလောက်တောင်မြန်ပြီးပြင်းထန်နေရတာလေငါရဲ့နှလုံးခုန်တန်လားငါပီနန်ပေါ်စိတ်လှုပ်ရှားသွားတာလားဒါမှမဟုတ်အခုငါမှာနတ်အစွမ်းမရှိတော့လို့လားလူသားတယောက်ရဲ့နှလုံးသားကဘလို့လုပ်ပြီးဒီလောက်အထိမြ мян ဆန်ဆန်ခုန်နိုင်ရတာလဲအရင်တုန်းကစစ်တလင်းပြင်မှာတေးရရှင်ရေးကြုံခဲ့ရတဲ့အချိန်ပေါင်းများစွာမှာတော့နှလုံးကဒီလောက်အထိပြင်းပြင်းထန်ထန်မခုန်ခဲ့ဘူးပါဘူးဘာလို့အခုလိုအချိန်မျိုးဒီလောက်တင်းမာလာတဲ့အချိန်အခါကြမှဖြစ်ရတာလဲကျွန်တော်မျက်လုံးတွေကိုစုံမိတ်လိုက်ပြီးသူ့ကိုထပ်မကြည့်မိအောင်တခြားဘက်ကိုလှည့်ပစ်လိုက်တယ်10 ရက်ကြာပြီးနောက်ကျွန်တော်အဖေနဲ့အတူမြို့တိုင်းပေါ်ကိုတက်ခဲ့တဲ့စစ်ပွဲကအချိန်မရွေးစတင်တော့မဲ့အခြေအနေမြောက်ပိုင်းရဲ့စစ်မြင်းတီတော်တွေကဝေးလံလာတဲ့ခီးချမ်းကြီးကိုဖျက်တမ်းလာခဲ့ကြရလို့တကယ်ကိုစာလောင်မှုတိတ်နေတဲ့ဝန်းပလွေအုပ်ကြီးလိုမျိုးမျက်လုံးတွေထဲမှာတွေးစာနေတဲ့အရေးအယောင်တွေဖြာထွက်နေကြတယ်ညီကိုတို့တကြဟေဒီအလဲပိုင်းဒေတာကပြောညံ့တဲ့ကောင်တွေကိုတကယ်ယောက်ျားကောင်းဆိုတာဘာလဲဆိုတာပြလိုက်စမ်းရွှေငွေရတနာတွေအာနာစည်းစိမ်တွေနဲ့အလက်နက်သမီးလေးတွေအားလုံးကမင်းတို့အတွက်ပဲဂျင်းချန်မျိုးရဲ့စစ်တပ်ကစနစ်တကျလေ့ကျင့်ထားတယ်ဆိုပေမဲ့လည်းစစ်မြေပြင်မှာအချိန်ကြာကြီးတိုက်ခိုက်တက်ဖြစ်လာခဲ့တဲ့အဲ့ဒီဝန်ပလွေလူချမ်းကြီးတွေနဲ့ရှင်ရင်တော့အတွေ့အကြုံသိမ့်မရှိသေးဘူးစစ်ပွဲစတင်ပြီးခဏအတွင်းမှာတဲ့အခြေအနေကတစ်ဖက်သက်အရေးနှိမ့်တဲ့ဘက်ကိုရောက်သွားခဲ့တယ်တနာကြီးကြာပြီးတဲ့နောက်မှာတော့ဂျင်းချန်စစ်တပ်ကဆုတ်ခွာပြီးမြို့တိုင်းတကားကိုပိတ်လိုက်ရတယ်တော်သေးတာကမြောက်ပိုင်းစစ်တပ်ကလည်းခီးဝေးကလာရလို့လူပန်းနေတာကြောင့်စွတ်အတင်းဝင်မတိုက်သေးတာပဲအဖေကမြို့တိုင်းအပြင်ကတွေးချင်းနေနေတဲ့စစ်မြေပြင်ကိုကြည့်ပြီးခါခါတီးတီးပြုံးရင်းတက်ပြင်းချလိုက်တယ်ဒါကတို့တွေအတွက်အကောင်းဆုံးခွင့်ရဖြစ်ခဲ့တာဒီပထမဆုံးတိုက်ပွဲကိုတော့မနိုင်လိုက်လိမ့်မယ်လို့မထင်ထားမိဘူးအဲ့ဒီအချိန်မှာပဲညတစင်းကလေထုကိုဖျက်တမ်းပြီးကျွန်တော်စီကိုတန်တန်မတ်မတ်ပြေးဝင်လာခဲ့တယ်ကျွန်တော်ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့ပီနန်ကမျက်စိလင်းလက်လင်းနဲ့ပဲကျွန်တော်ကိုလှဲချပြီးကာကွယ်လိုက်တယ်ညကသူ့ရဲ့ပါးပြင်သားလေးတင်တီတီလေးဖြတ်သွားပြီးရိုးတိုင်းထဲကိုစိုက်ဝင်သွားခဲ့တဲ့အများရဲ့အမီမွေးလေးတွေကတုံခါနေတော့မဲကျွန်တော်စိတ်ထဲဒေါသတရားတွေဝန်းကားနဲ့ထထောက်သွားတယ်သူဘာမှမဖြစ်တာတေချာမှပဲချက်ချင်းထားပြီးအဲ့ဒီညာရှိတဲ့နေရာကိုရှောက်သွားလိုက်တယ်များပြစ်လိုက်တဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့မြောက်ပိုင်းစစ်တပ်ကြီးရဲ့အလဲဘဟုမှာရင်းနှီးနေတဲ့အရေးတစ်ခုလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အကွာဝေးကတိတ်ဝေးလုံးနေတာရဲ့အခုကျွန်တော်ကလည်းနတ်ဆွမ်းမရှိတဲ့လူသားခန္ဓာကိုဖြစ်နေတာရဲ့အကြောင်းအဲ့ဒါဘာတူလဲဆိုတာတဲတဲကွဲကွဲမမြင်ရဘူးကျွန်တော်အဲ့ဒီများကိုနှုတ်ယူပြီးတေးသေးချာချာစစ်ဆေးကြည့်လိုက်တဲ့အခါတင်းငယ်တဲ့တဲလုံစတစ်ခုကကျွန်တော်အာယုံကိုဖန်ဆားသွားခဲ့တယ်ဟိုမြောက်ပိုင်းစစ်သူကြီးရဲ့အလောင်းကိုသွားတည်ခဲ့ပေးပါအဖေကလက်ဝဲရမ်းပြပြီးလူအချို့ကိုသွားတည်ခိုင်းလိုက်တယ်အဖေပြန်မေးတာကိုတော့မဆောင်တော့ပဲကျွန်တော်အလောင်းကိုယူပြီးအမြန်ပဲခက်ဝေးဝေးကိုထွက်လာခဲ့တယ်ကျွန်တော်အချို့သောအရာတွေကိုအတီးပြုတ်ဖို့လိုအပ်နေတယ်အဲ့ဒီအေးဆက်မသွားသေးတဲ့အလောင်းပေါ်ကနေတွေးနဲ့အသားစာအနှဲငယ်ကိုဖဲ့ယူပြီးတေချာစမ်းသက်စစ်ဆေးကြည့်လိုက်တဲ့ပီနန်ကဘေးနားကိုတိုးလာပြီးဘာကိုရှာတွေ့လို့လဲလို့မေးတဲ့ပီနန်ကလည်းတေတေချာချာကြည့်ပြီးနောက်မျက်ဝန်းထဲမှာအံ့ဩသွားတဲ့အရေးအယောင်တွေဖြတ်ပြေးသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ပစ္စည်းတွေကိုတင်လိုက်မိတယ်အရင်ကတော့သူတို့တွေဒီလောက်စိတ်တက်ကြွပြီးယူသွနေတာဟာမြောက်ပိုင်းသားတွေရဲ့တွေးစာတဲ့ဗီဇကြောင့်လို့ထင်နေတာဒါပေမဲ့သူတို့တွေသာတယောက်ယောက်ရဲ့စိတ်ထိန်ချုပ်ခြင်းကိုခံထားရတာဆိုရင်ရောသူတို့တွေမျိုးတွေကိုတောက်လျှောက်သိမ့်ပိုက်လာခဲ့တာနာနေစစ်နာတာမျိုးလည်းမရှိခဲ့ဘူးဒါပေမဲ့ဒီနေ့တိုက်ပွဲမှာလည်းသူတို့ရဲ့စိတ်သက်တွေကပုံမှန်ထက်ကိုအစမတန်တက်ကြွနေလုံးပဲဒါကတိတ်ကိုပုံမှန်မဟုတ်ဘူးနောက်ပြီးသူတို့ကနာကျင်မှုကိုလည်းမခံစားရတယ်လို့ပဲအခုအဲ့ဒီများကိုမြင်လိုက်ရမှပဲငါအချို့သောအရာတွေကိုတိတိကျကျအတည်ပြုနိုင်တော့တယ်ကျွန်တော်တို့နှစ်ယောက်တိုင်ပင်နေတော့မှပဲတကားပွင့်လာပြီးရှီအောင်ဝင်လာခဲ့တယ်သူကအတူတူပူးကတ်နေတဲ့ကျွန်တော်တို့ခေါင်းနှလုံးကိုမြင်တော့မျက်လုံးထဲမှာဒေါသရိပ်တွေဖြစ်ပြေးသွားပေမဲ့ချက်ချင်းပဲပြန်ဖုံးကွယ်လိုက်ရှာတယ်ကျမနဲ့ပြည်ကိုတစ်ခေါက်ပြန်သွားခဲ့ရလို့ရှင့်ဘေးမှာအတူရှိမပေးနိုင်ခဲ့တာတောင်းပန်ပါတယ်နော်မလိုပါဘူးရှီအောင်မင်းနဲ့ပြည်ကိုပဲပြန်သွားလိုက်ပါရှင်ကျမနဲ့ပြည်ပြန်ပြီးဘာသွားလုပ်ခဲ့လဲဆိုတာကိုတစ်ချက်လေးတောင်မမေးချင်ဘူးလားရှီအောင်ငါအခုတိတ်အလုပ်ရှုပ်နေတဲ့ငါ့ကိုလာပြီးမနှောက်ယှက်ပါနဲ့တော့ရှင်ကျမကိုလိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေကျမကတော့ရှင်ဘေးမှာအမြဲရှိနေမှာပဲကျွန်တော်သူ့ကိုဂယုမဆိုင်တော့ပဲပီနန်နဲ့အတူစစ်မြေပြင်ကအခြေအနေတွေကိုပဲဆက်ပြီးဆွေးနွေးနေလိုက်တဲ့ရှီအောင်ရဲ့မျက်ဝန်းထဲမှာဝမ်းနေသွားတဲ့အရေးအယောင်တွေရှိနေပေမဲ့လည်းစတူဒီယိုနဲ့ပဲဘေးနားမှာဆက်ရက်နေခဲ့တယ်ဒါပေမဲ့ဘသူကမှသူ့ကိုအဖက်မလုပ်ကြဘူးညဘက်ရောက်တော့ကောင်းကင်ရံမှာရုတ်တရက်မိကြီးမိပန်းတွေလင်းထိန်သွားခဲ့တဲ့ရန်သူတွေစီးနှင်းတိုက်ခိုက်တာလားဒါမှမဟုတ်စစ်ကူတွေရောက်လာတာလားရန်သူတွေဝင်တိုက်တာမို့လို့စစ်ကူတွေလိုအပ်နေပြီကျွန်တော်အနည်းဆုံးနေရာတစ်ခုကိုရွေးပြီးတွားကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့စစ်ပွဲအခြေအနေကြောင့်မျက်လုံးအစုံပြူးကျဲသွားမိတဲ့မြောက်ပိုင်းစစ်တပ်အပြင်အကောင်ပေါင်းများစွာသောမွေတွေကလည်းဒီရေလိုင်းတွေလိုမျိုးမြေပြင်ပေါ်မှာတွားသွားနေကြတဲ့မွေတွေကတကောင်နဲ့တကောင်ရစ်ပတ်လိမ့်ရှည်ရင်းမိတောက်တွေကြားထဲမှာကြောက်မက်ဖွယ်ကောင်းအောင်လှုပ်ရှားနေကြတာစစ်တီတော်အများပြားဟာမွေတွေရဲ့ရစ်ပတ်ကိုက်ခဲခြင်းကိုခံရပြီးလေပင်တွေကိုအတင်းအကျပ်အညစ်ခံရလို့တေးဆုံးသွားကြတဲ့အထိဆူဆူဝါဝါအော်ဟင်ကြီးတွားနေကြတယ်ဒီမောင်မိုက်လာတဲ့ညမောင်မောင်ကမကောင်းမှုအပေါင်းကိုဖုံးကွယ်ပေးထားတယ်လို့ပဲကြေကွဲစရာအော်ဟစ်တန်တွေပဲကောင်းကင်ရံတစ်ခုလုံးကိုဟိန်းထွက်နေစေတဲ့ကျွန်တော်မျက်လုံးကိုပင်းကြည့်လိုက်တော့တစ်ဖက်စစ်တပ်ရဲ့ရှေ့တန်းမှာရှိနေတဲ့ပိုင်ရန်ရဲ့ရင်းနှီးနေတဲ့မျက်နှာကြီးကိုမြင်လိုက်ရတဲ့သူကကျွန်တော်ကိုကြည့်ပြီးအောင်နိုင်သူတယောက်လိုတယောပြုံးပြုံးပြနေတာပိုင်ရန်ဟာအရင်တုန်းကလိုနူးညံ့တိမ်မွေ့ပြီးကျင်နာတတ်တဲ့ပုံစံမျိုးလုံးဝမရှိတော့ဘူးသူ့ရဲ့မျက်နှာနဲ့မျက်ဝန်းတွေထဲမှာမုန်းတီးခြင်းနဲ့ယူသွခြင်းအာကာဒတွေပဲပြည့်နေနေတော့တယ်မင်းကသူတို့ကိုကာကွယ်ခြင်းနဲ့ဟုတ်လားဒါဆိုရင်တော့ငါကအကုန်လုံးကိုဖျက်ဆီးပစ်မယ်ငါစိတ်ဆင်းရဲနေရတဲ့၍ဘသူကမှလည်းပျော်ရွှင်ခွင့်မပေးနိုင်ဘူးဘာလို့မင်းကြတော့လိုချင်တာမှန်သမျှအကုန်ရပြီးငါကြတော့ဒီလောက်ပေးဆက်ခဲ့တာတော့ဘာတစ်ခုမှမရရတာလဲချန်ရှိအန်မင်းလူပြည်မှာပဲတည်သွားစမ်းဘယ်တော့မှပြန်မလာနဲ့တော့
ကျွန်တော်မွေတွေကိုနှိမ်နှင်းတဲ့ဆေးမုံတွေကိုယူပြီးပက်ပက်လဲကမွေအုပ်ကြီးတဲကိုကျဲပက်လိုက်တဲ့တိတ်ပြီးထိရောက်မှုမရှိပေမဲ့အနေနဲ့အစမ်းတော့အတုံးတဲ့သားဘေးကလူတွေလည်းကျွန်တော်လောက်တာမြင်တော့လိုက်လုပ်ကြတယ်တော်သေးတာကပိုင်ရန်လဲလောကနိယာမရဲ့ထောင်ချောက်ကြောင့်လူပြည်ကိုရောက်နေတဲ့အချိန်ဆိုတော့ဒီဆေးမုံနဲ့အရက်ပြင်းပြင်းရှိရင်ငွေတွေကိုမောင်းထုတ်လို့ရနေသေးတဲ့ပိုင်ရန်ရဲ့မျက်လုံးတွေပြခနဲ့ဖြစ်သွားပြီးမင်းတာကိုဘလို့သိတာလဲမင်းငါကိုပြစ်လိုက်တဲ့များပုံမှာမင်းရှင်ငွေမျိုးနွယ်စုရဲ့ငွေစိတ်တက်တွေပါနေတာကိုမေ့သွားတာလားအဲ့ဒီအချိန်ကလေးကမင်းညံစင်နေမှန်းငါတိလို့ကြိုတင်ပြင်ဆင်ထားပြီးသားလို့ပြောလိုက်တယ်ဒီလိုနဲ့ပဲပေါ်သွားတာပေါ့လေအဲ့ဒီများနဲ့တင်မင်းကိုတခါတည်းတက်ပစ်လိုက်ရမှာကျွန်တော်စိတ်ထဲမှာမကောင်းတဲ့အငွေသက်တစ်ခုကိုခံစားနေရတဲ့ပိုင်ရန်ရဲ့အင်ဂျီလက်တွေနဲ့စပင်းတွေကလေးမတိုက်ပဲလွတ်မျောနေပြီးတကူလုံးညမောင်မောင်ထဲမှာလင်းလက်တောက်ပနေတဲ့ကျွန်တော်နောက်ကစစ်တီတွေကိုလှမ်းအောင်လိုက်တဲ့စူးကွေငါကြံ့ဟွာပြီးစစ်ပြူဟာကိုတုံးတော့မယ်ပိုင်ရန်ရဲ့လက်ညှိုးကနေအလင်းတန်းတွေထွက်လာပြီးထိမိတဲ့နေရာမှန်သမျှကြောက်ခဲတွေမြေကြီးတွေပြူကျကုန်တဲ့ကျွန်တော်တကူလုံးစုပ်ပြတ်မတက်နာကျင်မှုကိုအောင်ရဲပြီးမင်းလူပြည်မှာတက်ဖြတ်ချင်တိုင်းတက်ဖြတ်နေတာယူသွားပြီလားလောကနိယာမကနက်ပြည်ကလူတွေကိုလူပြည်မှာဒီလောက်အစွမ်းစားတွေတုံးခွင့်ပေးပါမလားလို့အော်ပြောလိုက်တယ်ဒါပေမဲ့ပိုင်ရန်ရဲ့တကူလုံးမှာအဖြူရောင်အငွေ့သက်တွေထွက်နေတာမြင်တော့မှကျွန်တော်ဖြေကိုသဘောပေါက်သွားတယ်သူမိစ္ဆာဖြစ်သွားပြီပဲလူပြည်မှာဒီလိုအစီရင်တွေတုံးနိုင်မှုရုံညံ့တဲ့နီလန်းတွေကိုတုံးထားတာနေမှာပက်ပက်လဲမှာလူတွေငိုယိုအော်ဟစ်ပြီးတေးချနေတာမြင်ပေမဲ့ကျွန်တော်ဘာမှမတတ်နိုင်ဘူးခြေကျုပ်လက်ချုပ်မိနေတယ်လို့ခံစားချက်ကကျွန်တော်ကိုဒေါသနဲ့မခံချင်စိတ်တွေတဖွာဖွာဖြစ်ပေါ်စေတယ်ကျွန်တော်တသက်မှာပိုင်ရန်ကျွန်တော်ကိုဖိနှိပ်စော်ကားတော့ကတော့ဒီလောက်မနာကြည့်ခဲ့ဘူးအခုတော့ကျွန်တော်စိတ်ထဲမှာနာကြည့်ချက်တွေပြည့်နေပြီးပိုင်ရန်ကိုတေးစေခြင်းနဲ့စိတ်ရိုက်တစ်ခုကတောင်းဆိုနေတယ်လို့ပဲငါကဘာလို့ဒီအတိုင်းအသက်ခံရမယ်အလှည့်ကိုစောင့်နေရမှာလဲကျွန်တော်ဘာလို့ရမှန်းမသိဖြစ်နေတော့ကောင်းကင်ရန်ကနေလူကြီးတစ်ခုပြန်ဆင်းလာတယ်ရှိအောင်ရောက်လာတာပဲသူ့ပိုင်ရန်ရှိတဲ့နေရာကိုပြန်တက်ပြီးတိုက်ခိုက်တော့တယ်လောကနိယာမကသုံးလောကလုံးမျှချီရှိအောင်ထိန်းညှိထားတာမို့အစွမ်းထက်တဲ့သူကလူပြည်မှာပိုပြီးအချုပ်နှောင်ခံရတဲ့ရှိအောင်ရဲ့ကြင်ကြံခြင်းစွမ်းအားတွေကလုံးဝအနှိမ့်ကုခံထားရပြီးပိုင်ရန်ကြတော့မိစ္ဆာစွမ်းအားတွေပေါင်းနေတာမို့ရှိအောင်ခံစစ်ကြီးပဲကစားနေရပြီးနောက်ဆုံးနေရတယ်နောက်ဆုံးတော့ရှိအောင်ကဓာတ်နဲ့လက်ကိုလှီးပြီးနှလုံးသားအသွေးတငုံကိုမှုတ်ထုတ်ကအချုပ်နှောင်ကိုခိတ္တဖြီလိုက်ရတယ်ဒါကခဏတစ်ဖြုတ်ပဲမို့လူတွေအများကြီးမထိခိုက်အောင်ပိုင်ရန်ကိုအဝေးကိုပဲအတင်းဆွဲခေါ်သွားတော့တယ်ဒဏ်ရာရတဲ့စစ်သေးတွေကိုနေရာချပေးပြီးတဲ့နောက်ရှိအောင်ပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့သူလဲငွေစိတ်မိပြီးဒဏ်ရာရထားတဲ့အန်တီလေးနက်ပြည်ကိုမြန်မြန်ပြန်ပြီးစွမ်းအားတွေနဲ့အစိတ်ဖြေတော့နေမစမ်းကြည့်ပဲနဲ့ဒီဆေးတွေကမွေစိတ်မပြေဘူးလို့ဘယ်လိုသိလဲသူပါချန်စီနေလဲကျွန်တော်မသိတာမို့ဆေးပေးပြီးကိုဘာသာကိုပဲလိမ့်လိုက်လို့ပြောလိုက်တဲ့သူကပြီးခဲ့တဲ့တစ်ခေါက်ကနင်းသူ့ကိုဒဏ်ရာကူပေးတာငါမြင်သားပဲဘာလို့သူကြတော့ရပြီးငါကြတော့မရရတာလေဒါကငါသူ့ကိုသဘောကျလို့လေဒါဆိုငါကောငါဘယ်လိုလုပ်ရမလဲနင်းငါ့ကိုသဘောကျတယ်လို့ပြောခဲ့တယ်မဟုတ်လားဒါပေမဲ့ငါလည်းနင်းကိုသဘောကျတယ်နင်းလုံးဝပြောက်ကွယ်သွားပြီးမှပဲနင်းကိုလက်မလွတ်နိုင်တဲ့ငါရဲ့စိတ်အာရုံတွေကဘယ်ကလာလဲဆိုတာငါသဘောပေါက်တော့တယ်ဒါငါရဲ့မရနိုင်တာကိုလိုချင်မိတဲ့အတာပဲနင်းငါအပေါ်မိကိုပြီးသဘောကျပေးတာကိုငါပြောခဲ့တယ်လို့ငါရဲ့မယိုးသားတဲ့စိတ်ကိုရင်ဆိုင်ရမှလည်းကြောက်ခဲ့တယ်ချင်းအန်ငါစိတ်ထဲမှာမင်းနဲ့ထာဝရအတူရှိချင်ခဲ့တာငါမခဲ့ပါတယ်စစ်နဲ့ဖျားကြီးခွင့်လွှတ်ပေးပါဦးနော်အန်တီလေးမင်းမွေစိတ်မိပြီးစိတ်ကူးရင်မနေနဲ့တော့နက်ပြည်ပြန်ပြီးဒဏ်ရာပဲကုပါတော့ကျွန်တော်ရဲ့ညှင်းပယ်မှုကိုတီးလိုက်ရတော့ရှိအောင်ရဲ့မျက်နှာမှာနောင်တနဲ့စိတ်ပြအားငယ်မှုတွေပြည့်သွားတယ်နှလုံးသားကဘာလို့ဒီလောက်နာကျင်နေရတာလဲငါတို့ရဲ့ဝိညာဉ်ချင်းချင်းခေါ်ယူနေတာကိုမင်းမယုံဘူးလားမင်းခံစားမိမှာပါငါရဲ့စိတ်လှုပ်ရှားမှုတိုင်းကမင်းကြောင့်ပဲကျွန်တော်အရင်ကခံစားခဲ့ရမှုတဲ့အရာတွေကိုတွေးမိပြီးရေချင်ပက်ချင်ဖြစ်သွားတယ်အန်တီလေးမင်းနဲ့ပိုင်ရန်အတူရှိနေခဲ့တာမဟုတ်ဘူးလားအချိန်ကောင်းလူလှလှလေးကိုဖတ်ထားရတာငါနဲ့ဘာဆိုင်လို့လဲငါကဘာလို့သူနဲ့အတူရှိရမှာလဲသူကဘာမို့လို့လဲသူစမ်းလင်နန်းတော်မှာလာတဲ့တိုင်းငါကအတားအဆီးတစ်ခုလုပ်ပြီးသူ့ကိုအဲ့ဒီထဲမှာပဲနေခိုင်းတာအဲ့ဒီညတွေမှာငါမင်းကိုပဲတွေးနေခဲ့တာပြီးတော့မူးခဲ့တဲ့ညကလည်းငါဘသူ့ကိုနမ်းနေလဲဆိုတာငါကောင်းကောင်းသိတယ်ငါကတိတ်အတားကြီးပြီးတတိနေခဲ့လို့မင်းကစိတ်ကိုရိပ်မိသွားမှကြောက်ခဲ့တာငါအဖြစ်ပါမင်းကိုဒီလောက်စိတ်ဒုက္ခရောက်စေခဲ့တာချင်းအန်ငါကိုအမားပြင်ဆင်ခွင့်ပေးပါဦးငါတို့တခြားပုံစံနဲ့ပြန်ဆက်ရအောင်နော်ကျွန်တော်မျက်တောင်မခတ်ပဲမျောလင်းချက်တွေပြည့်နေတဲ့အဲ့ဒီမျက်ဝန်းတွေကိုရှောင်ဖယ်လိုက်ပြီးတဲအပြင်ဘက်ကိုထွက်ခဲ့တယ်အန်တီလေးမြန်မြန်ပြန်มาတော့ဒါငါရဲ့ကံကြမ္မာအလှည့်ပြောင်းမှုမင်းနဲ့မဆိုင်ပါဘူးမြန်မြန်ပြန်มาနောက်ဆုံးတစ်ခေါက်စိတ်မကောင်းစွာနဲ့လမ်းခွဲခဲ့ပြီးကလေးကရှိအောင်ကိုမတွေ့ရတာ2လလောက်ရှိပြီးစစ်မြေပြင်ကအခြေအနေကလည်းတဖြည်းဖြည်းပြောင်းလဲလာတယ်ပိုင်ရန်ရဲ့အစိတ်ကြောင်းနားလည်လာတာမှုကျွန်တော်တို့အတွက်မျှော်လင့်ချက်အလင်းရောင်လေးရလာတယ်လို့ပဲပိုင်ရန်လည်းပြီးခဲ့တဲ့တစ်ခေါက်ကဒဏ်ရာရသွားလို့မိစ္ဆာဆွမ်းအားတွေတုံးပြီးလူတွေကိုထပ်မလုပ်ကြတော့တာကြောင့်ကျွန်တော်တို့အသက်ရှူချောင်သွားရတယ်ဒါဘယ်နဲ့ချိန်မြောက်တိုက်ပွဲလဲတောင်ကျွန်တော်မမှတ်မိတော့ဘူးမျိုးရိုးအောက်ကငရဲပုံလိုဖြစ်နေတဲ့စစ်မြေပြင်ကိုကြည့်လိုက်တော့ဘေးနားမှာအတူရှိခဲ့တဲ့စစ်သူကြီးတွေတဝက်ကျော်လောက်တေကုန်ကြပြီးချန်ဖူးလည်းအိုးစာသွားပြီးစပင်းတွေဖြူကုန်ပြီးပင်နံကတော့ကျွန်တော်ကိုတစ္ဆာဖောက်ပြီးဟိုဘက်ကပိဋိစစ်တပ်ထဲမှာပိုင်ရန်ဘေးနားသွားရက်နေတယ်လွန်ခဲ့တဲ့2လကပိုင်ရန်ရဲ့အတွင်းကုန်ရက်ပျက်စီးပြီးနောက်ပီနန်ကျွန်တော်စီလာပြီးငါတို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူးမြန်မြန်ပစ္စည်းသိမ်းပြီးပြေးရအောင်လို့ပြောခဲ့ဘူးလေဘာလို့လဲမင်းအန်တီလေးကပိုင်ရန်ကိုဆွဲခေါ်သွားပြီးတားမြစ်ချက်စွမ်းအားတချို့သုံးလိုက်လို့သူလူပြည်မှာစွမ်းအားသုံးနိုင်နေပြီးပိဋိစစ်တပ်လည်းအစိမ့်မိနေပြီးအခုသူတို့ကပိုင်ရန်ကိုနက်ဖျားကပေးတဲ့ကောင်းချီလို့ယုံကြည်နေကြတာအစိတ်ကပိုပြင်းလာတော့အသေးလဲတိုက်ခိုက်တော့မှငါတို့မြန်မြန်ပြေးမှဖြစ်မယ်ကံကြမ္မာကြုံနေရတော့တည်သွားရင်အပေါ်စားဆိုကြင်ကြံမှုတွေနောက်ပြန်ဆုတ်မယ်အပြင်းထန်ဆိုရင်တော့တရားဓမ္မနှလုံးသားပျက်စီးပြီးအစွမ်းမရှိတဲ့လူခင်းလူအနက်ဆိုးဖြစ်သွားလိမ့်မယ်ကျွန်တော်သဘောမတူခဲ့ဘူးဒီဘေးဒုက္ခကငါတို့ကြောင့်ဖြစ်တာငါပြေးသွားရင်ဒီမျိုးတွေကလူတွေဘယ်လိုလုပ်မလဲဒီလောက်များတဲ့စစ်တေတွေနဲ့အရက်သားတွေကသူတို့တေတာရှင်တာငါတို့နဲ့ဘာဆိုင်လဲငါတို့ကဒီကလူတွေမှမဟုတ်တာတနေ့ကျရင်လူပြည်ကနေထွက်ခွာသွားရမှာပဲလူပြည်ကအချိန်တွေကငါတို့တရားထိုင်တဲ့အချိန်လောက်တော့မရှိဘူးပြီးတော့ငါတို့ထွက်သွားရင်အပိုင်ရန်လဲဒီမှာအချိန်ဖြုံးနေမှာမဟုတ်ဘူးဒါကမှသူ့ရဲ့မူလိုက်ရုပ်ဆိုပဲလို့ကျွန်တော်ခံစားလိုက်ရတယ်ဒီလူကတရုတ်ဆောင်လုံးလို့သူကမြေကွေးအိုကြီးဆိုတာကိုလူတွေမိမိသွားကြတာဒါပေမဲ့ကျွန်တော်လက်မခံနိုင်သေးဘူးမင်းဒီမှာနေတာစိတ်ရင်းနဲ့မဟုတ်ဘူးလား
ပနန်ထွက်သွားခဲ့ပြီးပြန်ပေါ်လာတော့ပိုင်ယန်ရဲ့ဘေးနားရောက်နေပြီးဒီရက်ပိုင်းတွေမှာသူပိုင်ယန်ကိုကူညီပြီးစစ်တပ်ကိုနှိပ်စက်နေတာကြောင့်တပ်ထဲမှာညှဉ်းညူတန်တွေဆူညံပြီးစစ်တီတွေစိတ်တက်ကြနေကြတယ်အခုလေသူကပိုင်ယန်ဘေးမှာကပ်ပြီးတိုးတိုးတိတ်တိတ်တစ်ခုခုပြောနေပြန်တယ်ကျွန်တော်မျက်လုံးလွှဲလိုက်ပြီးရှုပ်ထွေးနေတဲ့စစ်မြေပြင်ကိုမကြည့်တော့ဘူးပြည်တိုင်းစစ်တပ်ကလူတွေတွေထွေးပြီးဂျင်ဂျန်စစ်တပ်ကလူတွေတွေးယူပြီးအတင်းဝင်လုံးကြတယ်ပြည်တိုင်းဘက်ကဆုတ်ခွာဖို့ခရမှုတ်နေပေမဲ့မြေကြီးပေါ်မှာလဲကျပြီးတုံခါနေတဲ့ပြည်တိုင်းစစ်တီတွေကတော့မြို့ထဲပြန်ဖို့အင်အားမရှိတော့ပဲအသက်ခံနေရရုံပဲရှိတော့တယ်ကျွန်တော်မျက်စိရှင်နဲ့ဟိုဘက်စစ်တပ်ကိုလှမ်းကြည့်လိုက်တော့ပနန်ပြောက်သွားပြီးပိုင်ယန်ကတော့မြေကြီးပေါ်မှာလဲကျပြီးချွေးတွေတရှုံရှုံထွက်နေတာကိုတွေ့လိုက်ရတဲ့အခြေအနေကဒီအထိရောက်နေပြီဆိုတော့ပနန်ဘာချန်စီနေလဲမသိရင်ကျွန်တော်လည်းဆက်နေဖို့မလိုတော့ဘူးသူလူသားတယောက်အနေနဲ့ပိုင်ယန်ကိုဒီလောက်အပြင်းအထန်ဒဏ်ရာရအောင်ပဲလို့လုပ်လိုက်တာပါလေကျွန်တော်ပိုင်ယန်ကိုစောင့်ကြည့်နေတော့သူ့ကိုယ်ပေါ်ကအဖြူရောင်ငွေတွေကကြောက်ခဲလိုခဲပြီးပြက်နှက်လာတာကိုပထမဆုံးသတိပြုမိလိုက်တဲ့ဒါပေမဲ့ပေတိန်ကလူတွေကမကြောက်ကြပဲဝမ်းသာအားရလက်ခုပ်တီးပြီးနက်ဖျားတွေမစပြီးပေတိန်ကိုစောင့်ရှောက်ပြီးလို့អော်နေကြတယ်ဒါပေမဲ့ပိုင်ယန်ကတော့သူ့ရဲ့အသက်စီဝင်ကိုရင်းပြီးနောက်ဆုံးပိတ်တိုက်ခိုက်ဖို့ပြင်နေတာတိတာတဲ့ပြည်နယ်ကျွန်တော်နောက်မှာပေါ်လာပြီးပယံပါတာဖြစ်နေတဲ့လူအုပ်ကြီးကိုကျွန်တော်နဲ့အတူကြည့်နေတယ်ယူသွနေတဲ့လူအုပ်ကြီးကိုကြည့်ပြီးကျွန်တော်တခုခုမှားနေပြီဆိုတာသိလိုက်ရတယ်လူအုပ်ကြားထဲပိတ်မိနေတဲ့မိဘတွေကိုတွားခဲ့ဖို့ခြေလမ်းပြင်လိုက်ပေမဲ့ကျွန်တော်လောကနီယာမရဲ့ချုံနှောင်မှုကိုခံလိုက်ရပြီးလှုပ်လို့မရတော့ဘူးဒီကိုရောက်တာ2 နှစ်နီးပါးရှိပြီးလောကနီယာမကကျွန်တော်ကိုဘယ်လန်းသွားရမလဲဆိုတာအခုလိုအထင်ရှားလန်းညွန်ပြတာဒါပထမဆုံးပဲအရက်သားတွေကဒေါသအဟုန်ကြောင့်ယူသွနေကြပြီးတယောက်ကသူ့ကိုဖမ်းချက်လို့អော်လိုက်တယ်သူတို့တွေကတရေတပတ်တွေလိုမျိုးအဖေကိုဝိုင်းဖမ်းကြတာကိုကျွန်တော်ဒီအတိုင်းထိုင်ကြည့်နေရတဲ့နေဆက်ကစစ်တီတွေထဲမှာအဖေတို့လိုအသက်ကြီးတဲ့သူတွေတိတ်မကြံတော့ဘူးအကုန်စစ်မြေပြင်ထဲရောက်ကုန်ကြပြီးကြံခဲ့တာကလက်နက်မဲ့ပြီးဘာမှမခုခံနိုင်တဲ့အရက်သားတွေပဲအဖေနဲ့အမေကိုလူတွေကတိုင်းမှာတုံနှောင်လိုက်ကြတယ်ကျွန်တော်ဒီအခြေအနေကိုအတင်းယုံမိမဲ့ဘာမှမထူးခြားဘူးသူတို့ကျိုးနဲ့ချီပြီးမိတုပ်တွေကင်လိုက်တာကိုကျွန်တော်မျက်လုံးအပြူသားနဲ့ကြည့်နေရတဲ့မျက်ရည်တွေကထိမ့်မရအောင်စီးကြလာတယ်အတူနေခဲ့တာတိတ်မကြသေးပေမဲ့နက်ဖျားတွေရဲ့ရှည်လျားတဲ့တက်တန်းနဲ့ရှင်ရင်ခဏလေးတင်ရှိသေးပေမဲ့ပြည်နံမင်းဘလို့တောင်ရက်ဆက်နိုင်ရတာလဲပြည်နံတက်ပြင်းချပြီးပူဝါနဲ့ကျွန်တော်မျက်ရည်တွေကိုတုပ်ပေးတယ်မကြိုးစားနဲ့တော့မထူးဘူးငါအချုပ်နောက်မခံရဘူးဆိုတာလောကနီယာမကမင်းသူတို့ကိုတွားကယ်မဲ့စိတ်ကူးကိုပဲတားဆီးထားတာသူတို့ရဲ့ကံကြမ္မာကဒီစစ်ပွဲမှာတေးဖို့ပဲဆိုတာမင်းသိတင်ပါတယ်ငါတို့တောင်ပြောင်းလဲလို့မရဘူးမင်းအခုစစ်မြေပြင်ကိုပဲအာယုံစိုက်တင်နေအဲ့ဒါကမှပိုရေးကြည့်တာကျွန်တော်ကိုအင်အားတစ်ခုကစစ်မြေပြင်စီဆွဲခေါ်သွားတဲ့ကျွန်တော်ရှိမှာကအရက်သားတွေကိုကာကွယ်ရမယ့်စစ်မြေပြင်ကျွန်တော်နောက်မှာတော့အရက်သားတွေရဲ့တပ်ဖြတ်ခြင်းကိုခံနေရတဲ့မိဘတွေပိုင်ယန်ရဲ့ထိန်းချုပ်မှုမရှိတော့တဲ့ပြည်သိမ်းစစ်တပ်ကခေါင်းဆောင်မဲ့စစ်တပ်လိုဖြစ်နေပြီးပိုင်ယန်ရဲ့ငွေစိတ်ကသူတို့တကူလုံးမှာပြန့်နှံ့နေပြီးဘယ်သူမှမထိန်းနိုင်တော့ဘူးအစိတ်တက်နေတဲ့ပြည်သိမ်းစစ်တွေကတခါတလေအင်အားကြီးနေပြီးတခါတလေယူတုတ်ကဓာတ်တွေနဲ့အချင်းချင်းပြန်တက်နေကြတယ်ဂျင်ဂျန်စစ်တပ်ကဘေးကနေဒီတိုင်းကြည့်နေရင်တော့ပြည်သိမ်းစစ်တပ်ကလူတွေတေကုန်ကြတော့မှဒါကောင်းကင်ဘုံရဲ့အပြစ်ပေးမှုလားဖျားသခင်မျက်စိပွင့်ပြီလားနက်ဖျားတေသွားပြီးသူတို့ခံရမှာပဲနိုင်ပြီးငါတို့နိုင်ပြီပြည်နံကကျွန်တော်ဘေးမှာရက်နေတဲ့အရာအလုံးပြီးဆုံးသွားခဲ့ပြီးကျွန်တော်စစ်တလင်းပြင်ကိုငြိမ်ငြိမ်လေးနေကြည့်နေမိတယ်ဒီကိုရောက်ပြီးတဲ့နောက်မှာကျွန်တော်မှာဘာကန့်သက်ချက်မှမရှိတော့ဘူးဒါပေမဲ့အရာအလုံးနောက်ကျသွားခဲ့ပြီးချန်အန်ရဲ့မိဘနှစ်ပါးတည်ဆုံးရတာကကောင်းကင်ဘုံတရားကတတ်မှတ်ထားပြီးသားနေကုန်ပဲကျွန်တော်ပြည်နံကိုကြည့်ပြီးစိတ်ထဲကတန်တရားကိုမေးလိုက်တယ်မင်းပိုင်ယံကိုဘာလုပ်လိုက်တာလဲသူဘာလို့ဒီလောက်တောင်ဒဏ်ရာပြင်းထန်သွားရတာလဲဘာမှမဟုတ်ပါဘူးသူပေချက်စစ်တပ်ထဲကိုငွေစိတ်တွေထည့်နေတော့အထဲကိုတခုခုရောထည့်လိုက်ရုံမှာအဲ့ဒါကြောင့်ဝစ်ပြန်လဲပြီးဒဏ်ရာရသွားတာပေါ့ဘာထည့်လိုက်လဲဆိုတာမင်းခံမှန်းကြည့်လေအဲ့ဒီအချိန်မှာပဲပြည်နံရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့လွင့်ပြပြောက်ွယ်လူနီးပါးဖြစ်နေတာကိုကျွန်တော်ရုတ်တရက်သတိထားမိသွားတယ်ကျွန်တော်လက်ဖြတ်သွားပြီးသူ့လက်ကိုအသားအရာလေးလှမ်းကင်လိုက်မိတယ်ပြည်နံမင်းရဲ့ခန္ဓာကိုယ်ကဘာဖြစ်နေတာလဲဝေဝါးနေပြီဖြစ်တဲ့မျက်နှာထက်မှာပြည်နံကဂယုမဆိုင်တဲ့ပုံစံနဲ့ပြုံးပြတယ်စီကပ်ဖောက်ဖျက်ရင်တော့ပြစ်ဒဏ်ခံရမှာပေါ့ငါဒီတစ်ခေါက်လဲလူပြည်မှာကျင့်ကြံတဲ့ဘဝအလှည့်ပြောင်းရှုံးနေပြန်ပြီးချန်ရှိအန်မင်းကနဲ့အတူရှိပေးရမယ်ပြည်နံပြောက်ွယ်သွားတာနဲ့အတူစစ်သားတယောက်ရဲ့သတင်းပို့တန်ကကျွန်တော်နားထဲရောက်လာတယ်သတင်းပို့ပါတယ်တခင်လေးမျိုးစားမင်းနဲ့ကတော်ကြီးတို့ကျိုးစင်ပေါ်အတင်ခံလိုက်ရတယ်လို့သတင်းရပါတယ်ခင်ဗျာကျိုးစင်ပေါ်တင်ခံရတယ်ပြီးတော့သူတို့ဆုံးပါသွားကြပြီပေါ့ကျွန်တော်အရာအလုံးကိုဆုံးရှုံးပြီးမှမြို့တစ်မြို့ကိုစောက်ရှောက်နိုင်ခဲ့တယ်ဒါကပဲနှလုံးသားမဲ့လမ်းဆုပ်တယ်လားဩကောင်းလိုက်တဲ့နှလုံးသားမဲ့လမ်းဆုပ်သားရလာတဲ့ကောင်းကင်ရံနဲ့ဖြာကျလာတဲ့ရွှေရောင်လင်းနှန်းတွေကိုကြည့်ပြီးကျွန်တော်နောက်လည်းမကြည့်တော့ပဲအချိန်ကာလဖြတ်တန်းမှုတွေကိုလှမ်းဝင်ခဲ့လိုက်တဲ့စံတက်မှုပြီးဆုံးသွားပြီးကောင်းကင်ဘုံကနှလုံးသားမဲ့လမ်းစိရဲ့ချိုင်ဝမ်းစီပြန်ရောက်တဲ့အခါကျွန်တော်နဲ့ပင်နဲ့နှစ်ယောက်သားဘာစကားမှမဆိုပဲတယောက်ကိုတယောက်ငေးကြည့်နေမိကြတယ်ကျွန်တော်လှည့်ထွက်ဖို့လှုပ်တုံးမှာပဲနောက်ကနေပြည်နံရဲ့ပြင်းပြင်းတွေအတန်ထွက်လာတဲ့ဒီအတိုင်းကြီးထွက်သွားတော့မလို့လားမင်းဘာပြောမလို့လဲဘာမှမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တခုခုမူမမှန်ဘူးလို့ခန်းစားလိုက်ရတယ်ပြည်နံကိုမတိစိမ့်နဲ့လှမ်းကြည့်လိုက်တော့သူ့ပါဇက်ကိုအုပ်ထားတဲ့လက်ချောင်းကြားထဲကနေသွေးတွေတဆန့်စိတ်စီးကြနေတာကိုမြင်လိုက်ရတယ်မင်းဘာဖြစ်တာလဲဘဝအလှည့်ပြောင်းမအောင်မြင်လို့ဝစ်ပြန်လဲတာပါပဲငါရဲ့ကြင်ကြံခြင်းစိတ်ကူကစပြီးလှုပ်ခတ်နေပြီးကြည့်ရတာငါကနှလုံးသားမဲ့လမ်းစနဲ့ရေးစက်မပါဘူးထင်ပါရဲ့နှမျောစရာပဲတို့နှစ်ယောက်ဒီမှာပဲနေကြရင်မကောင်းဘူးလားတို့နှစ်ယောက်ထဲလေမင်းအတွက်ဆိုငါဒီကြင်ကြံခြင်းစိတ်ကူကိုဖျက်ဆီးပစ်ဖို့အစင်တင်ပဲဘယ်တော့မှနောက်တရမှာမဟုတ်ဘူးသူ့ကိုကုသပေးနေတဲ့ကျွန်တော်လက်ကိုပြန်ရုပ်သိမ်းလိုက်တယ်ဒါဆိုမင်းရဲ့စွမ်းအားတွေကလူပြည်မှာနှစ်နှစ်တာဖြတ်တန်းခဲ့တဲ့ကြင်ကြံခြင်းကာလဟာကောင်းကင်ဘုံအတွက်တော့နှစ်ရက်ပဲကုန်လုံးသွားခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာကောင်းကင်ဘရင်စီကနေရင်းရှောင်းတန်းဆောင်ကိုအမြန်လာဖို့စိတ်ချင်းဆက်ပြီးလှမ်းခေါ်တယ်ကျွန်တော်အထဲကိုဝင်သွားတော့နန်းဆောင်လဲမှာဒူးထောက်နေတဲ့ပိုင်ရန်နဲ့ဘေးမှာရက်နေတဲ့ရှီအောင်ကိုတွေ့လိုက်ရတယ်ရှီအန်မင်းမတရားမှုတွေကြုံခဲ့ရပြီပဲဒီကိစ္စကိုငါကိုတော့တရားမျှတမှုရှာပေးမယ်ကျေးဇူးတင်ပါတယ်ကောင်းကင်ဘရင်ငွေနဂါမျိုးနွယ်စုရဲ့တခင်လေးပိုင်ရန်ဟာခွင့်ပြုချက်မရှိဘဲလူပြည်ကိုဆင်းသက်ခဲ့တဲ့ကောင်းကင်ဘုံရဲ့စီးမျက်နှာကိုမထောက်ထားဘဲလူပြည်မှာစိတ်ကြိုက်တက်ဖြတ်ခဲ့တဲ့သူတစ်ပါးရဲ့ကံကြမ္မာကိုနှောက်ယှက်ဖျက်ဆီးခဲ့တဲ့နတ်မင်းကြီးကိုလှုပ်ကြံမှုကြံစီပြီးမိစ္ဆာလန်းစင်နဲ့တက်ဆင်းခဲ့တဲ့အခုတော့ပြစ်မှုအလုံးပေါင်းပြီးသူ့ကိုတရိษံဘုံမှာဘဝပေါင်း16000တန်တရားလဲပြီးဆင်းရဲဒုက္ခခံစားရဖို့စီရင်ချက်ချမှတ်လိုက်တယ်တ
ပတ်သက်မိမှာကြောက်နေတဲ့ငွေနဂါမျိုးနွယ်စုကောင်းဆောင်ဟာချက်ချင်းတူးထောက်လိုက်ပြီးအတနာမခံရဲရှာဘူးအရှင်မင်းကြီးတက်ညာပေးတာကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးသားသမီးကိုဆုံးမတာမတက်လို့ပါအရှင်မင်းကြီးစီရင်သမျှခခံယူပါမယ်စစ်တပ်ဖျားမင်းကြီးကလည်းအတိတ်ကကိစ္စတွေကိုခွင့်လွှတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖျားကောင်းကင်ဘုရင်ကရှီအောင်စီအကြည့်လွဲပြီးနှာခေါင်းတစ်ချက်ရှုံလိုက်တယ်ရှီအောင်နတ်ဖျားမကြီးမင်းမှာအကြောင်းပြချက်ရှိခဲ့တယ်ဆိုပေမဲ့ခွင့်ပြုချက်မရှိဘဲလူပြည်ကိုတွားခဲ့လို့ဒီပြဿနာတွေအကုန်ဖြစ်လာတာမင်းကိုမိုးကြိုးတန်ခတ်ခြင်း80တစ်ချက်ခံယူဖို့ပြစ်ဒဏ်ပေးတယ်အပြစ်ကိုဝန်ခံသလားဝန်ခံပါတယ်ဖျားရှိအောင်ကအယိုသေးပေးပြီးနောက်လဲထွက်သွားခဲ့တယ်မထွက်သွားခင်ကျွန်တော်စီကိုစိတ်ချင်းဆက်ပြီးစကလန့်ပြောဖို့မမေ့ဘူးရှီအန်ငါ့ကိုစောင့်ဦးနော်ကျွန်တော်ကတော့ပွန့်ပွန့်လင်းလင်းပဲပြန်ပြောလိုက်တယ်မင်းကြောင့်လာမဟုတ်ရင်ပိုင်ယံကငါးစီရောက်လာမှာမဟုတ်ဘူးရှီအောင်ရဲ့ခြေလမ်းတွေတန့်သွားပြီးဘာမှထပ်မပြောတော့ပဲထွက်သွားတော့တယ်၃ရက်မြောက်နေ့မှာတော့နတ်မိတ်ဆာစစ်တလင်းပြင်မှာကျွန်တော်ဟာနှလုံးသားမဲ့လမ်းစစ်ရဲ့စွမ်းအားတွေကိုအပြည့်အဝတက်မြောက်သွားပြီးမိတ်ဆာဘရင်ကိုရင်ဆိုင်ဖို့အသင့်ပြင်ထားပြီးရှီအောင်ကအပြေးလွှားရောက်လာတဲ့မိုးကြိုးတန်ခံထားရတဲ့ဒဏ်ရာတွေကအကုန်မပြောက်သေးတော့မျက်နှာကဖြူဖြောနေတော့မဲငါနဲ့အတူပြန်လိုက်ခဲ့ပါမိတ်ဆာဘရင်ကိစ္စကငါရှိတယ်မင်းအန်ဒီရဲ့ခံစရာမလိုဘူးကျွန်တော်ကသူ့လက်ကိုပုတ်ထုတ်လိုက်ပြီးအန်ဒီကျွန်တော်ဒီလောက်အထိစူးစမ်းခဲ့တာအဲ့ဒီမိတ်ဆာကောင်းဆောင်ကိုတတ်ဖို့ပဲတကယ်လို့ကျွန်တော်ကိုကူညီချင်တယ်ဆိုရင်မတားပါနဲ့ဒါပေမဲ့ငါကြောက်တယ်လေမင်းတခုခုဖြစ်သွားမှာပြန်မလာနိုင်တော့မှာကိုကြောက်တယ်မင်းရဲ့မိဘတွေလိုပဲနတ်မိတ်ဆာစစ်တလင်းပြင်မှာမြေမြုပ်ခံလိုက်ရမှာကိုကြောက်တယ်ပြီးတော့မင်းနှလုံးသားမဲ့လမ်းဆက်တဲ့လုံးလုံးလျားလျားတက်ဆင်းသွားမှာကိုကြောက်တယ်ဒါကိုကျွန်တော်ကအရေးမဆိုင်တဲ့အပြင်ကျွန်တော်တည်သွားရင်တော့မင်းနဲ့ဘာမှမဆိုင်ဘူးရှီအောင်နတ်ဖျားမကြီးလို့ခက်အေးပဲတုတ်ပြန်လိုက်တဲ့ရာသီဥတုကတဖြည်းဖြည်းမှောင်မိုက်လာတဲ့မိတ်ဆာဘရင်ကတေမင်းတစီအငွေသက်အမြောက်များနဲ့အတူပေါ်လာပြီးကျွန်တော်လည်းဓာတ်ကိုဆွဲကရင်ဆိုင်ဖို့ထွက်ခဲ့တဲ့တိုးနှစ်ယောက်လုံးဝေဟင်မှာမျက်နှာချင်းဆိုင်ရက်နေကြတဲ့ကောလာဟာလာတွေရမိတ်ဆာဘရင်ဟာမြူဖြူတွေနဲ့အမြဲဖုံးကွယ်ထားလို့ဘယ်သူမှသူ့ရုပ်ရည်ကိုမမြင်ဘူးကြဘူးအားလုံးကသူ့ရမ်းရုပ်ဆိုးလို့တကယ်ရုပ်ကိုမပြရဲဘူးလို့ထင်နေကြတာအခုတော့အဲ့ဒီမြူဖြူတွေလွတ်ပြဲသွားပြီးရင်းနှီးနေတဲ့ချုံမောတဲ့မျက်နှာတစ်ခုပေါ်လာခဲ့တယ်နောက်ဆုံးတော့လေဒီအခြေအနေထိရောက်လာခဲ့တာပဲမင်းငါ့ကိုဘယ်တော့မှရိပ်မိသွားတာလဲဟိုတစ်ခေါက်တိုက်ခိုက်ပြီးလို့မင်းငါ့ကိုဆေးထည့်ပြီးတော့ကပဲမင်းစီမှာငါနဲ့ထပ်တူကြတဲ့အငွေ့သက်တစ်ခုရှိနေတယ်ဘာအငွေ့သက်လဲတိုက်ခိုက်ခြင်းနဲ့စိတ်ဆန္ဒအငွေ့သက်လေဟာဒါကြောင့်ငါပြောသားပဲတို့နှစ်ယောက်ကကောင်းကင်ကဖန်ဆင်းပေးထားတဲ့အဖော်တွေပါငါကမင်းအတွက်ဆိုကြင်ကြံခြင်းစိတ်ကူးကိုတောင်စွန့်လွတ်နိုင်ခဲ့တာမင်းကောဘာလို့ငါနဲ့အတူမရှိပေးနိုင်ရတာလဲမိစ္ဆာဖရင်မကကြင်ကြံခြင်းစိတ်ကူးအကြောင်းပြောမနေနဲ့တော့အခုကစားပွဲကပြီးသွားပြီလို့ဆိုတဲ့အောက်ခြေမှာတော့မိစ္ဆာတွေနဲ့နဲ့တက်ကြွသူတွေစုယုံနေကြပြီးရင်းရှောင်းနှန်းဆောင်ရဲ့အထက်ဝေးဟင်မှာတော့ကျွန်တော်နဲ့ပင်နဲ့နှစ်ယောက်လုံးတွေးချင်းနေပြီးကျွန်တော်ရဲ့ဓာတ်ကပိနန်းရဲ့ရင်ဘတ်ထဲကိုစိုက်ဝင်နေပြီးဓာတ်သွားပေါ်ကမီးရှန်တွေကသူ့ရင်ဘတ်ကိုအပေါက်ကြီးဖြစ်သွားစေတယ်ပိနန်းကလူပြည်မာတော့ကမင်းငါကိုသဘောကျခဲ့လားလို့မေးတယ်သဘောကျခဲ့တယ်ဒါကမင်းရဲ့သဘောကျခြင်းပေါ့လေမင်းကိုသဘောကျတယ်ဆိုတာမင်းကိုမတက်ဘူးလို့ဆိုလိုတာမဟုတ်ဘူးမင်းကိုမချစ်ခင်ကလေးကငါမှမိစ္ဆာဖရင်ကိုတတ်မယ်ဆိုတဲ့ရည်မှန်းချက်ရှိပြီးသားနှမျောစရာပဲငါတကွက်ပဲလိုသွားခဲ့တယ်ချန်ရှိအန်ငါမှမင်းကိုတတ်ဖို့အခွင့်အရေးတွေအများကြီးရှိခဲ့ပေမဲ့ငါမလုပ်ခဲ့ဘူးဒီနေ့ဒီလိုညီကုန်းမျိုးဖြစ်လာတာကငါမင်းကိုအလျှော့ပေးခဲ့လို့ပဲမဟုတ်ဘူးလားငါနှလုံးသားမဲ့လမ်းစုကိုကြင်ကြံတာကိုကမင်းကိုတတ်ဖို့အတွက်ပဲပိနတ်တစ်ချက်မြင့်တက်သွားပြီးမျက်နှာအမူအရာကဝေဝါးသွားတယ်မင်းတကယ်ကိုကိုယုံကြည်ချက်ရှိလုံးတာပဲလောကကမိစ္ဆာဆိုးတွေကိုအကုန်တုတ်တင်နိုင်မယ်လို့ထင်နေတာလားမင်းနဲ့ငါကတနာစရာကောင်းတဲ့လူသားတွေပါပဲနှမျောစရာပဲတကယ်ကိုနှမျောစရာပဲပိနတ်ရဲ့ဆွဲမက်စရာမျက်ဝန်းတွေကစိုက်ကြည့်ရင်းပြောတယ်ဒါပေမဲ့တခုတော့မင်းမသွားတယ်ငါမှတကယ်ပဲနှလုံးသားရှိပါတယ်ကျွန်တော်ပိနတ်ရဲ့ရင်ဘတ်ကိုကြည့်လိုက်တော့အထဲမှာရွှေရောင်အလင်းဖြော်ဖြော်လေးတောက်ပနေတာကိုမြင်လိုက်ရတယ်ကျွန်တော်ဒါကိုဆွဲနှုတ်လိုက်ပြီးမယုံနိုင်တတိနဲ့မောကြည့်မိတယ်မိစ္ဆာတိုက်ပွဲကြီးကိုစတင်ခဲ့တဲ့မိစ္ဆာဘရင်မကြီးကတကယ်ကိုဖြူစင်ထက်မြက်တဲ့ခုနှစ်ပေါက်စီမံနှလုံးသားကိုပိုင်ဆိုင်ထားလိမ့်မယ်လို့ဘသူထင်မိမှလဲချန်ရှိအန်ငါနည်းနည်းတော့နောင်တရမိပြီသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားအစအနတွေကကျွန်တော်ရှိမှပုံရိပ်လွှာတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့ဝမ်းနည်းစရာအတိတ်တွေကိုဖော်ပြနေတော့တယ်အမှန်တော့ပိနန်ကစကတည်းကလူသားတစ်ယောက်ဖြစ်ခဲ့တာပဲချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီးအသက်9သက်အရွယ်မှာမိဘနှစ်ပါးစလုံးကိုရင်းနှီးတဲ့ဦးလေးဖြစ်သူကတက်ပစ်တာကိုမျက်မြင်ကိုတွေ့ကြုံခဲ့ရတယ်အဲ့ဒီနောက်သူတောင်းစားဖြစ်သွားပြီးခိုင်းငယ်လေးတစ်ခုကသူ့ကိုမွေးစားခဲ့ပြန်တယ်အသက်9နှစ်မှာတော့အဲ့ဒီကိုင်းကသူတော်ကောင်းလို့တမုတ်ထားတဲ့ကိုင်းကြီးတွေကိုအခုမဆက်တလို့ဆိုတဲ့အကြောင်းပြချက်နဲ့အကုန်အသက်ခံလိုက်ရတယ်အဲ့ဒီနောက်မှာတော့သူဟာထပ်ပြီးလေလွင့်ခဲ့ရတယ်အလိန်ခံရအနိုင်ကျင့်ခံရပြီးဘေးနားကလူတွေအကုန်လုံးကလည်းစွန့်ခွာသွားကြတယ်တရက်တော့တိတ်တဆိတ်အပြင်ထွက်လေပတ်တဲ့မင်းသမီးတစ်ပါးကသူ့ကိုတနာသွားပေမဲ့နောက်ပိုင်းမှာမင်းသမီးကသူ့လျှောက်ပြောလို့တိတ်ခါကြမှာဆိုလို့နန်းတော်ထဲကိုလှည့်စားခေါ်ဆောင်သွားပြီးငင်းကားကောင်နဲ့ဆွဲဖြစ်တက်ပစ်ခဲ့တယ်အသက်18နှစ်အရွယ်အမျိုးသမီးငယ်လေးတစ်ယောက်ဟာလူပြိုတဲ့အရွယ်မှာတင်လောကရဲ့ရက်စက်မှုတွေနဲ့တည်ခြင်းရှင်ခြင်းဒုက္ခတွေကိုအကုန်ကြီးဆန်းခဲ့ရရှာတာပဲမင်းသမီးကသူများတွေတည်သွားမှာဆိုလို့ဆရာတော်ကြီးတွေကိုပင့်ပြီးသူ့ဝိညာဉ်ကိုထာဝရပိတ်လောင်ထားခဲ့တယ်တည်သွားရင်တော့တန်တရားထဲဝင်ပြီးလူပြန်မဖြစ်နိုင်အောင်လုပ်ခဲ့တာပင်နန်ဟာနှစ်ပေါင်းထောင်ချီပိတ်လောင်ခံရပြီးနောက်တော့ကပြာပါဒတွေနဲ့မိစ္ဆာလန်းနဲ့ရောက်သွားပြီးတဖြည်းဖြည်းနဲ့လူတိုင်းဝိုင်းတက်ချင်ကြတဲ့မိစ္ဆာခေါင်းဆောင်ကြီးဖြစ်လာခဲ့တယ်ကောင်းကင်မှာအကြောင်းရင်းမရှိဘဲပေါ်လာတဲ့သွေးနီရောင်ဝဲကရက်ထဲကိုပိနန်ရဲ့ဝိညာဉ်စာအနာတွေဆုပ်ယူခံလိုက်ရပြီးရှေ့ကပုံရိပ်လွှာတွေလည်းပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်တတိပြန်ဝင်လာပြီးပိနန်မင်းဒီလောက်တောင်အားစိုက်ပြီးမိစ္ဆာတိုက်ခဲ့ရေးအစီရင်ကြီးကိုဖွင့်ခဲ့တာဘာကြောင့်လဲတခြားသူတွေကိုဂယုမဆိုင်နိုင်တော့ပဲကျွန်တော်ကြိုပြင်ထားတဲ့ဓာတ်မြောင်ကိုရင်ဘတ်ထဲထိုးဆိုင်လိုက်ပြီးနှလုံးသွေးကိုထုတ်ယူလိုက်တယ်အဲ့ဒီသွေးကိုလမ်းပြအဖြစ်သုံးပြီးခန္ဓာကိုယ်ကိုရပူစော်ကကျွန်တော်ရဲ့စွမ်းအားလုံးကိုသုံးပြီးမိစ္ဆာတိုက်ခဲ့ရေးအစီရင်ကြီးကိုပြန်ပိတ်လိုက်တယ်အရာအလုံးပြီးဆုံးသွားတဲ့အခါကျွန်တော်ကိုတိမ်တိုက်တွေပေါ်ကနေလွှတ်ချလိုက်တော့တဲ့အလွန်မင်းပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူတကူလုံးမောပန်းနွမ်းရမှုတွေကလွှမ်းမိုးလာပြီးဒီအတိုင်းကြီးထာဝရအိပ်ပျော်သွားခြင်းမိတော့တယ်ပိနန်မင်းတည်သွားတော့ငါကောဒီလိုမျိုးပဲစိတ်သက်သာရသွားခဲ့တာလားအဲ့ဒီအချိန်မှာနားထဲမှာတက်ပြင်းချတန်တစ်ခုကြားလိုက်ရပြီးတစုံတစ်ယောက်ကပြုတ်ကျနေတဲ့ကျွန်တော်ခန္ဓာကိုယ်ကိုပွေ့ပိုက်ရင်ဖန်ထိန်လိုက်တဲ့နှစ်ပေါင်း300ကြာပြီးနောက်
ရှမ်းလင်နန်းတော်မှာရှီအောင်ကဘေးနားမှာစာဖတ်နေတော့ခုတင်ပေါ်ကလှုပ်ရှားတန်ကြားလို့စာအုပ်ကိုချက်ချင်းချပြီးဝမ်းသာအားရပြေးလာတယ်နိုးလာပြီလားရှီအန်အန်တီလေးကျွန်တော်ကိုမကယ်ခဲ့တင်ဘူးငါဘာလို့မကယ်ရမှာလဲမင်းတန်ရရကလေးကငါနေတိုင်းမင်းနိုးလာဖို့ပဲမျှော်လင့်နေခဲ့တာရှီအန်ငါအဲ့ဒီတုန်းကဘလောက်တောင်ကြောက်ခဲ့လဲတိလာမင်းအတွက်အသက်ရှင်ခွင့်တစွန်းတစလေးရမလားဆိုပြီးနတ်ဖျားရီစီလိုက်တောင်းပန်စေးဝါးတွေလိုက်ရှာခဲ့ရတာငါ့ကိုဒီလိုမျိုးအေးဆက်ဆက်ကြီးမဆက်ဆံပါနဲ့လားအန်တီနောက်အကူညီလိုတာရှိရင်အချိန်မရွေးပြောပါကျွန်တော်တက်နိုင်တဲ့ရွေးကူညီပေးပါမယ်အခုတော့ကျွန်တော်သွားရတော့မယ်အချိန်တွေတန့်သွားတယ်လို့ပဲရှီအောင်ကခက်ခဲမေးရှာတယ်မင်းဘသူ့ကိုသွားရှာမလို့လဲအန်တီကျွန်တော်တို့နှစ်ယောက်ကောင်းကောင်းမွန်မွန်ပဲလမ်းခွဲကြရအောင်ရှီအောင်ကအားအိမ်တွေအကုန်ခန်းသွားတယ်လို့မျိုးစိတ်ပြက်လက်ပြက်နဲ့လက်ခါပြတယ်သွားပါတော့တခြားသူတွေအနိုင်ကျင့်တာမခံရစေနဲ့ဦးကျေးဇူးတင်ပါတယ်အန်တီရှီအောင်ကနန်းတော်ရဲ့အမြင့်ဆုံးလွှာကိုတက်သွားပြီးကျွန်တော်သူ့ရဲ့နေပယ်ထဲကနေသူ့ရဲ့အမြင်အာရုံထဲကနေတဖြည်းဖြည်းလှမ်းထွက်သွားတာကိုငေးကြည့်နေခဲ့တယ်သူနားလည်သွားပါပြီဒီနှစ်ပေါင်း300ဟာကျွန်တော်တို့နှစ်ယောက်ရဲ့နောက်ဆုံးစုံစည်းခြင်းပါပဲဒီနေ့ကစပြီးရှမ်းလင်နန်းတော်မှာဘယ်တော့မှအမျိုးသားအရှင်တခင်ဆိုတာရှိလာတော့မှမဟုတ်ပါဘူးကျွန်တော်ကလူပြည်ကိုတယောက်တည်းဆင်းလာဖို့လုပ်တာကိုကျွန်တော်ရဲ့နတ်စီခံလေးကစိတ်မချလို့ဆိုပြီးဆွလိုက်လာခဲ့တယ်လမ်းမတစ်ခုကိုဖျက်လျှောက်သွားတော့ရှေ့ကမြင်ကွင်းကကျွန်တော်ကိုဆွဲဆောင်သွားတယ်လူမိုက်တယောက်ကပကြီးကားရောက်တဲ့အမျိုးသမီးလေးတယောက်ကိုအနိုင်ကျင့်နေတာပဲနတ်စီခံလေးကဒါကိုမြင်တော့လက်ဖြတ်ပြီးပြောတယ်နတ်မင်းကြီးအဲ့ဒါမိစ္ဆာဖရင်ရဲ့လူဝင်စားလေဟိုမိစ္ဆာကြီးပဲလူဝင်စားသွားပြီဆိုရင်သူကမိစ္ဆာဖရင်မဟုတ်တော့ဘူးငါရဲ့စွမ်းအားအလုံးကိုတုံးပြီးသူ့ကိုနာရေးပုံစီပို့ပေးခဲ့တာတတဝအားလုံးလိုပဲတဘာဝအတိုင်းလူပြန်ဝင်စားခွင့်ရအောင်လို့လေမိစ္ဆာဖရင်ပိနံကပနံပဲမိစ္ဆာဖရင်ကတေးဆုံးသွားခဲ့ပြီးနောက်တော့ပနံပဲရှိတော့မယ်ကျွန်တော်ရှေ့ကိုလှမ်းသွားပြီးအတန်ကျဲကျဲနဲ့ပြောလိုက်တယ်မင်းရဲ့ပကြီးကားတွေအကုန်လုံးငါဝင်မယ်ပိနံကကြောက်ကြကြတဲ့လူမိုက်ကိုရှင်းထုတ်ပြီးခါစားမှာပဲလှည့်ကြည့်လိုက်တော့သူ့စီလျှောက်လာတဲ့ချုံမောတဲ့အမျိုးသားတယောက်ကိုမြင်လိုက်ရတယ်ဘာဖြစ်လို့လဲရှင်ဘာမှမဟုတ်ပါဘူးအလှပိုင်ရှင်လေးအနိုင်ကျင့်ခံရတာကိုမကြည့်ရလို့ပါပိနံတစ်ချက်ကြောင်သွားပြီးမှနှက်ခမ်းလေးကွေးယုံတင်ပြုံးလိုက်တဲ့မျက်ဝန်းတွေထဲမှာလည်းနှွေးထွေးတဲ့အရေးရောင်တွေနဲ့ဒါဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်တခင်လေးကျမမေးပါရစေတခင်လေးမှာအိမ်အောင်ဖက်ရှိပြီလားရှင်မရှိသေးပါဘူးမင်းကိုကြည့်ရတာအဆင်ပြေပုံပဲငါသဘောကျတယ်လို့ကြည်စေရင်ဇလန်းလေးကဒီမှာတင်တခန်းရက်သွားခဲ့ပါတယ်